Hallelujah. မင်္ဂလာပါ နေပါလေ အဲ့တော့ကျွန်တော်ဒီပတ်6ရက်လောက်ကျွန်တော်တင်နန်းပြပြပါတယ် ။နွေရည်ပိုတော့တမလို့ကိုခုတော့ကလည်းကတော့ပြီ ဒီအားလုံးတာတင်နန်းတဲ့လို့ဆိုရဘလောက်အရမ်းလို့ ။ဟာခက်လည်းကြည့်နေတော့တမလို့ဆရာကကလပ်ကတော့မှာ တရားဟောတာနဲ့ချမ်းသာတယ်လို့ပြောဘူး ။အဲ့ဒါစီတဲ့တယ်လို့ကာတိုလီဆိုစီနေဒီတော့ပါ တက်လူကတော့ပေါ့တယ် ။ဘာလဲအထော်မလို့တက်ပြီးတော့နေတာပေါ့နော် အဲ့ဒါကိုနောက်ခါစီတင်ပန်းတက်ဖို့အဖြစ်နေ ။ခုလေလက်ကြီးတော့နေအဲ့ဒါဟိဘာလဲဟက်တော့မလို့စာပြီးသားကေ ဆူလိုက်လာမှာစီမြန်မာပြည်ကဆရာကြီးလာကူဒီမှာပြထားပါတယ် ။လာဇူလိုင်ခဲလေ။ဟာတမလို့ကော်ပြနေကေလက်ကတော့ပြီ အဲ့မှာဒီမှာ3ရက်လောက်ကိုအစီအစဉ်လုပ်ထားပါတယ် ။ခုလေတာရတက်လေဥပစေလကမာတာတို့တော့ပြီ နောက်ကျင်းချင်းပြစီတောင်းဖို့ကောင်းဆောင်နေလဲကျွန်တော်ပြောထားပါတယ် ဒီနေ့တော့တာကမတာထိကပါဒါဘာကတော့တက်ပြီးတာစုပေါ်ဒီပါလားဘာကတော့ကွာကလေး အာမင် ဒါဆိုလည်းခုနဒီပါ အဲ့တော့ဘုရားရှင်ကဘုရားအလုံးလုံးနဲ့ညီဘုရားလူတွေဘယ်လိုလုပ်တယ်လုပ်တဲ့ညီကိုဒီမှာရမယ် ခုလေဒီတော့ဘဂတိညာကဆာယောရကီမာတလည်းကွာကြောအကလုကတိလေပမေတင်ညာမှာဘယ်ကရတာလူတာဘော ဒီကိုလေးဒီရတော့ပါ ခဲနေတော့မေတ္တလုံးခေါ်ကြည့်နေလေဘာဟဲတော်ပေါ်လည်းတော့ဘူး ဘာအတွက်လာဆိုကိုကိုပူလာတယ် ဘယ်ဟဲလုံးမင်းခေါ်လေမေလည်းတာဘူးတော့ဘာတော့ရွာတော့ အဲ့တော့ကျွန်တော်ကိုကိုချင်းချုံကိုဒီလိုဒီကံပြအတိကဝလာချင် အခုလေတနည်းရေးဘာကတာဘူးတော့ဘာတော့အကိနေအဲ့တော့ပါလားခုသေးတော့အဲ့တော့နော်တော့တာဝင်းနေတော့ ရွာခံသူလေး ယောအဆက်တို့လူစဘခီစီလူယောမေသူမေတာတော့ဘာလဲဘူးတော့ဘာတော့အော်တပါလေပါဘူးတော့ဘာတော့လက်သူလက်တာလက်ကမေတာတော့ ခဏလေးစပါတော့နော် ဘာသူပါ တရားကိုကြည့်တဲ့အာမကိုရှင်းမှပါတယ်ဒီနေ့ရှင်းပြန်ခံရပေါ်နေမှာနောက်ကပါရကိုငါဖို့ပြင်ဆင်ပြီးတော့ချင်တယ်ကိုကြည့်တဲ့ကိုရရှင်ပြတိုင်းလို့ကပ်တဲ့ဒီပါဘာသာပြန်တော့ပေါင်းစီအခုဒီလောကပါရလို့ယူပဲရှာမယ်နတ်ဆုလည်းယေရှုနာမနဲ့ပဲရှာလိုက်ပါတယ်တန်ရှင်တော်ဝိညာဉ်တော်မြင်တဲ့စီကရလာညာနာတော့ရောက်တိုင်းတဲ့ထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဘုရားအလိုလိုပါတော့ဆုတောင်းပါတယ်ယေရှုခရစ်ယေရှုနာမစတပါအာမင်ကိုကိုယ်ရဲ့နီမာတော်ရည်ရှိတယ်မာနရှိတယ် တာပူတော့ဘာတော့လဲအတုကဲပါအိုရာတော့ဒီတာပူတော့ဘာတော့လဲအကလဲတပါလေအိုဝဲစီကောနော် အဲ့ဒါကအရေးကြီးတဲ့ဖြစ်တယ် အဝဲအင်းမေကလည်းအရိတို့မီနော် ဘုရားသခင်ဟာနာဝိညာဉ်ဖြစ်တယ် ယူအနီမျိုးလားမေသူမေတာတော့လား ဘုရားကိုကိုယ်ကွယ်တော်သူရှိတဲ့များတို့ဒီနာဝိညာဉ်နဲ့ကောင်ပစ္စာနဲ့ကောင်ကိုယ်ပြန်မယ် ဝါလာပူတော့ဘာတော့ယူအတပါလေဘာပူတော့ဘာတော့လဲသူလက်တော့လဲတာမီကတော့ ဒါစီလူမအပန်းတုံးပန်းရှိတယ် မင်းတို့ဒီနေ့လက်ကွာတရားဘူးလေဝရတာသမီ ခန္ဓာ နော်ဖို့ဝရ စေ တော့တကဘူးဝရ ဝိညာဉ် တော့နော်တာဝရ အပန်းတုံးပန်းရှိတယ် ဒါဝရသမီနော် ဘုရားကိုနာဝိညာဉ်နဲ့ကိုယ်ကွယ်ရမယ်လို့ပြောတယ် ကစားရနေကဘာပူတော့လဲသူလက်တော့လား အတိတ်ကစိတ်နဲ့မကိုယ်ကွယ်ရအောင်လို့ပြောတယ် အခေါ်ပြနေဘယ်ပါပူတော့ဘာတော့လက်တာဆုမို့ရတာပလက်ပါဘောကပါ ဘုရားဟာနာဝိညာဉ်ဖြစ်တယ်တဲ့ ယူအမေသူမေတာတော့တယ်လား ဘုရားကိုယ်ကွယ်နာဝိညာဉ်နဲ့ကိုယ်ကွယ်ရမယ်တဲ့ ဝါလာပူတော့ဘာတော့ယူနေပါပူတော့ဘာတော့လက်သူတော့လက်တာတော့ အတိတ်ကခန္ဓာကိုယ်နဲ့မကိုယ်ကွယ်ရအောင် အ လို့ ခေါ်ပြနေပါပူတော့ဘာတော့လက်တော့ခိုးပါ ကဲအဲ့ဒါကိုကျွန်တော်နားလည်ဖို့လိုတယ် အဝဲနေဘကဘာနာပအလောဝဲလာ ဒီနေ့ပါစီဖျားအကျက်ကိုကွယ်နီးထဲမှာကျွန်တော်ရောက်စီခြင်းနဲ့ အခုလေဘုရားတင်ရဲ့ကစားအဲ့တော့လည်းပကအိုဝရလည်းကပူတော့ဘာတော့ယူလာအမီတော့အကဲဘူးလေ ကိုကွယ်ချင်းတောင်းမျိုးကိုအရင်စကားပြောမယ် အခုလေတာပူတော့ဘာတော့ကျိုကဲသက်ကလေးနေအဲ့တော့တဆိုးလား ဖျားဒီမှာကိုကွယ်ချင်းတောင်းမျိုးရှိတယ် ဟဲ့ဒီတာပူတော့ဘာတော့ဝရသက်ကလေး စာတန်အကျက်ကိုကွယ်ချင်း ပူတော့ဘာတော့ရဒီမူကလီအတဘာကတော့ ဘာသာရေးအကျက်ကိုကွယ်ချင်း ပူတော့ဘာတော့ရဒီတာပူတာဘာလူလာတော့ ဖ
ရားအကျက်ကူကွယ်ခြင်း ပူတော်ဘာတော်ရွာဒီရွာတာမတာဝဲတော့ ကူကွယ်ခြင်း၃မျိုးရှိတယ် ဒါပူတော်ဘာတော်ဝဲတာတော်ပြီရော အဲ့ဒါအရင်ဒီဘုလို့ ဘယ်မှာတင်ရဆွတာဝဲနော် အဲ့တော့ပထမကိုကျွန်တော်ပြောချင်တယ် ဘယ်အဆုတဲ့ရတဲ့ဒီလား အဲ့ဒါဘသူကြိုက်တဲ့ကူကွယ်နေဆိုစာတန်ကြိုက်တဲ့ကူကွယ်နေ ဘယ်တော့မေတပတာဘာအကလဲလမျိုးလားဒီတာဘာမကိုလီသာတော့ ကဲမတဲ့အခန်းကြီးလေး လီမတဲ့ဆယ်လိုလူ အငယ်ရှိမှရှိတဲ့ချက်မှာ အစဘိုးခေါ်မေကွာပဲနေ ဂျပန်လေးဆက်စားဆုံးတယ် ကစားရှုတူတာတော့တော့လူစီ ဂျပန်လေးဆက်စားဆုံးမှာစာတန်ကခိကပြမှာ ဟဲကစားတူတာတော့လူစီမီနေမကိုလီဟက်တူတာတော့ အလုံးမြလာဇောတော့တုံဖို့ခေါ်သွားတယ် တော့ကောတော့ဆူတာတော့ထော်ထော်ရလား တိုင်းနိုင်ငံရှိတဲ့မြပုံစီစဉ်ပြတယ် တော့အဝဲတူနေတော့ကရေဘောမူလာဟောကိုခက်ခက်ကစေ ငါကိုညွတ်ပြတ်ကိုကွယ်လေတဲ့ တော့တဲ့နေမီတော်လောတဒီကလိုတော့ဘူးတော့ဘာတော့ရနေ အခုပြနေတဲ့ပုံစီစဉ်ကိုငါ့ကိုနီးကိုငါပြီးမယ် တော့ဒီကိဟိနာကလည်းဒီနေတာခက်ခက်ကစေတော့လား ကဲစာတန်အကျက်ကပါတကူဆိုရင်မျက်စိနဲ့မြည်တဲ့အရာပေါ်မှာအမြင်တဟဲပြုတ်လာဖြစ်တယ် အခုနေတာဘူးတော့ဘာတော့လဲမကလီတာဘာသာကလစ်စီကနေမေရတာလည်းပတိပါလဲနော်ကိုမကလီတေတပါဘောကနော် ကဲစာတန်အကြောင်းနဲ့ပြောပြမယ် အကတဲ့ရဒီမကလီကြီးစက် ပထမစာတန်ဟာကောင်းကင်တမန်ဖြစ်တယ် တာလည်းမကလီအခုတိကတဲ့ကေဝရကလူ သူကဖျားသခင်ရဲ့အစီခံဖြစ်တယ် တော့ကလူဝနေမေဝရာဘာမရွာခေပေါ်တာမှာ သူကကောင်းကင်ပေါ်မှာသူ့နာမည်ပထမနာမည်ကခေရူပီလို့ခေါ်တယ် အခုလည်းမူကိုလေအဝဲမီစုပ်တဲ့ဘာကောလည်းခေရူနေလား သူကဖျားနာလေးမှာအမှုထမ်းတဲ့တန်ရှင်းဌာနမှာအမှုထမ်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ် အဝဲမီပွာလာဘာမအခေပွာတာမလဲရွာအလောဆောဆွီနေလား သူကဖျားကအစစ်အမြင့်ဆုံးမှထားပြီးတယ် ကစားရပါတော့တော့လာကလောထောက်တယ်နော် ပညာကိုလည်းပေးထားတယ် ကစားရဟီတာကုသေး တကူကိုလည်း က ပေး စား ထား ရ တယ် ဟီတာဆူလာမော နောက်သူကဖျားနာလေးမှာအမှုထမ်းခွင့်ရှိတယ် တော့ဝဲပို့ပါလေရွာပူပူဘောတာမာကစားရတာမှာပဲလေ ဒါမဲ့အဲ့ဒါနဲ့ဂျင်းနဲ့မှုမရဘူး ဘာသာခင်းအဝဲတတူမိတမ်းလို့ပါ သူကပါဖြစ်ခြင်းစိတ်ရှိတယ် အဝဲအဲ့တော့ကဲမလေးလေလာတာဘူးလေ ဖျားဖြစ်ခြင်းစိတ်ရှိတယ် အဲ့တော့ကဲဝရဒီရွာတော့ ယေဇကျေလအခန်းကြီး28ကျမ်းပတ်ပြောမယ် ဒါကြခရစ်ကလာဆက်လို့ခီစီကော အငယ်7ကနဲ့16မှာပြောထား ဆဘတ်စီတဲတဲ့စီကူနေ သူကဖျားပေးရတဲ့ယုံရဲခြင်းနဲ့မှုမရှိဘူး တော့တလည်းကစားရဟီဝဲတင်းတော့ဝဲတော့လေဝဲတူတူမိတမ်းလို့ပါ ကုံတွေခြင်းများပြတဲ့ပြအာတမမှုနဲ့ပြည့်စုံပြီး အခုလေအဲ့တော့မာပဏိတာကအာတော့အပွေဝရတာတော်လို့လို့လား ပူရခြင်းလားပူရခြင်းလား ကလည်းနေပြီးနေတမီပါအဲ့တော့နေအားတော့ သူကဘလူလောဘကြီးလာတယ်ဆို အခုလေအဝဲအိုရတာတော့ကလည်းဆက်နေပါအားတော့ဒီလည်းနေ ဟေရှာယခန်းကြီး14 လဝီရှာရစီလူ စနေကနဲ့15မှာပြောထားပါ ဆဘတ်စီကီတဲ့စီရဲ့တဲ့ဟာပဲ သူကဖျားဖြစ်ခြင်းစိတ်ရှိလာတယ် အဝဲအဲ့တော့ကဲတော့ဝဲလာရွာအသဝဲရဒီနေ ဖျားပလင်ကူသူ့ပလင်ချီးမြှောက်ဖို့သူစီမံကိန်းရေးဆွဲ ဒါရွာအလောပစုနေအဲ့တော့ဒီကဲတော့ဝဲလာအကစားအလောပစုနေအတက်ကိုဒီနေ ဒါသူတို့ကကောင်းကင်ပုံကနေနေထုတ်လိုက်တယ် အခုလေအဝဲဒီပနေပါတာတေလောက်ပြီးတော့လက်မှုကိုတော့သူ့ကိုလေတော့ ဒါသူကောင်းကင်တမန်ပြတ်ဖြစ်သွားတယ် အခုလေကဲတော့လာကလူလာဟာကိုဒီပါ သူကောင်းဆောင်နာမည်ကစာတန်ဖြစ်သွားတယ် ခုလေအခုတော့လေကဲတော့လိုက်ဝလာမကိုလီနော် သူရဲ့နောက်လိုက်ကိုနဲ့လို့ခေါ်တယ် တော့ပါလာပိုခိတမနေကဲတော့လာတာဝိတာနာလေပါ ဒါကြောင့်ပါလို့ဆိုရင်အဲ့ဒီစာတန်ဆိုတာဖျားဖန်ဆင်းခံဖြစ်တယ် အခုလေတာလက်မှုကိုလီဝလေမေဝလာရွာတီလောလေနော် သူကဟိုရွှေတမို့မှာဖန်ဆင်းပိုင်ခွင့်ရှိဘူး အခုလေအဝဲလေလက်ထူဝတ်အကမဝတ်တစ်စက်ကလည်းနေအဝဲတီလောဝလာခွတ်တော့ပါ သူကကောင်းကင်ပေါ်မှာဖျားဖြစ်လို့မရတော့ အဝဲကဲဝလာရွာလက်မှုကိုလေတေးပါကိုလာတော့ မြေကြီးပေါ်မှာတော့လူကသူဖျားပြီးကိုကြတာဖြစ်တယ် လောဘောကိုင်းနေပွားပေါ်ကဘကပူတော့ပါတော့ဒီကစားလာတော့ အော်ရီတူတရားစာဆောင်ခန်းချီလေး ခိဘရီသူဆက်လို့လူ အငယ်3လေးမှာပါပြောတယ် စဘောတယ်လူနေတယ်လေ ငါတို့ဟောပြောတဲ့အင်္ဂလိပ်တရားဟာ အဲ့ဒါစီတဲ့ကကူဆိုတော့မစီတဲ့တဲလို့လေ မကြောင်ဖုံးဦးလည်းရှင်းလေတဲ့ ဒီတော့ပါတိတဲ့နာကူဝလေတာကလဘကမဲ စာတန်ကအပေါင်းပါရီကလာဖုံးဦးနေတာ အဲ့လူကိုလေအပလေပေါ်ဒီမလေဟက်ကတော့ရာဟောဘုံမဲ ဤလောကကိုအစိုးရတော့ဖျားကသူညာမျက်စိကွယ်စေတယ် ကိုလေဟောခုအကဆိုင်လေ
မာခိဝလာဝိမေလား ဒါကြောင့်ဘာလို့လဲဆိုစာတမနာက အခုနေမကောလီနေ အကူကွယ်ခံချင်တော့ အဲ့တော့လည်းပါကပူတော့ဘာလို့ ရဟန်းစင်တာတော်ရုပ်ပစ္စည်းနဲ့လူကိုများတာဖြစ်တယ် အခုလေဒါလည်းရွာတင်းလောအော်တာသူတာတော့ဒီပါလေတော့အဝဲတော့တူရိုးတာပွားဒီပါလဲတာဝဲ ရွှေတွင်းရှင်အဲ့မှာအဆောင်ရှိတယ် တော့ဒီမဲ့သူ့ပူမေကိုလေဖက်နေဒါဝိတာကအခေါ်သူ့ပူနေဝလား ကြောက်တွင်းရှင်အဲ့ညာအဆောင်ရှိတယ် လဲပူမေကိုလေဖက်နေကွာလဲအခေါ်လာအကစားဝလားပဲလေ ကျွန်တော်လက်တွေ့ခုပြောပြ ဒီတဲ့တဲ့ဒီတမသာလို့တော့ ကျွန်တော်93မှာကျွန်တော်ဖားကန်းရောက်တယ် ဟဲ့တုတ်ကြီးကခွစီတနေလေဒီဖားကဝင်လေ အဲ့ဒီဥလူချောင်းရိုးမှာတတိရီကကန်တခါကြောက်ပြီးအကြီးကျယ်တိုးနေကြတယ် တော့ဖဲတိကမနေနေတော့ပါသူ့ဘာတော့လေခုဝင်လာလေ ယေရှုဆက်နဲ့ကြီးပြီးမောင်းထုတ်ပြမခါရကြောက်တိုးနေကြတယ် တော့ဝဲတိသူ့တော့လာတီလက်ဆက်တော့ဝဲတိခုဝင်လာလေ တတိရီဟာဒီနေနေပြီသူတို့ခွဲထားတယ်မြေကြီးတွေလေ အခုလေကွာကဲတူဒီပါလေဝဲတိနော်ဖာဝလာအကောအလေဟောကိုဆာ ဒါနဲ့တယောက်ကဒီနားလေးမနဲ့နမိတ်နားလေးမှာကြောက်စင်းကြသွားတယ် တော့ကွာတရားကနေနေပါလေလာလေဖဲအကောဆာကောလေ ဒါနဲ့လူဒီကောဝိုင်းကြည့်ကြတယ် တော့ကွာအားကွာကောလာ အဲ့ဒီကြောက်ကိုခါရညထိုးလိုက်လို့ကျူစားပြီးလုပ်တယ် တော့ခုလေကလပ်သူ့တော့လာလေဝဲလေ ထိုးလို့မရ တော့တနလည်းကင်းသူ့တော့ သူ ဒီ ကြောက်ပေးရှိကြောက်သူတွေ့နေနမိတ်ပေးမှရှိတဲ့တတိကနက်ကရောစီပြီးသွားတယ် အခုလေဘာကဲလို့နော်ဦးလကောလာဟောကိုဆာပါလေဝဲလေဝလာစူတာနာကိုလေ နက်ကရောကိုအတကုံပေးပြီးမှနက်ကိုစားတော့ကိုယ်ကလည်းကွာ အခုလေကောပြလေလေပူတော့ဘာတော့ဝလာတာနာတာဝိတာနာလေအခုလေတော့ဟိဝလာတာအားကလေး မနဲ့ထားတော့အဲ့ဒီကြောက်ကဒီပဲရောက်သွားတယ် နေတော့ကောလေလေဟဲ့ကေတင်လိုက်လေအစလေးပါ အဲ့ရောက်တော့ပြတ်တယ်လားတက်တော့လာပဲ ဟာကိုတာကဲကဲတော့ဖာလို့လေ ဟာငါတို့ကြောက်ပေးဆွေသွားပြီ တဲ့ကပလေလေလေတင်လိုက်နေပါဒီလေ ငါတို့နေနမိတ်ရောက်လို့ဆိုငါတို့ကြောက်ပဲ အခုလေဟဲ့ကေတင်လည်းပါဟောကိုလေပါလေကဲတော့ပလေနော် အလုံးကတီးတာပဲ ဘာကောရတဲ့ကြတော့ ငါတို့တန်တိုင်တွေ့လာငါတို့ထုတ်ထားနေရတယ် လေပနေပထားလို့ဝရပလာကာလို့လေ ဘာဖြစ်ဖြစ်ငါတို့နေနမိတ်ရောက်လို့ဆိုငါတို့ကြောက်ပဲ ဒီလေဟဲ့ဒီလေပကောဦးလေပကောဘောကူနေနေဘလလား အေးဟိုလူကတော့ကူကွယ်ပလက်လို့ဒီဖက်သူ့ပေးလိုက်တယ် တော့ကွာကလေးလေပူတော့ဘာလဲတာဝိတနာကိုတော့ပြန်ကြည့်ပါ ပြ ကြ ဿနာလိုက်ရှာတော့စီဝတီသွားပြီ အခုလေဒီလေခုကွာလာတာကိုလာခဲ့တာနေပါလားစီတော့ စာတန်ကအပေးယူနေကိုပဲလားဖြစ် အခုလေဒါလည်းမကွာလီနေဒါပူတော့ဘာလို့ခေါပလလာတာဟိခေါဟိတော့တာရခွဲ ဘောပါခန်းကြည့်တဲ့ထဲမှာ လက်လီယောပါဆက်လို့တဲတယ် ဖယားသားခါစားရနေမှာ ရွာဖွင့်ဟဲပူတော့ဘာလို့စားခိုင်း အေးခါတဲ့စာတန်ကရောပါလာ ဟဲနေမကိုလေပါစီနေပါကလေး ဖယားကစားတော့တွေ့တယ် နော်ကစားရွာတီဝရမကိုလေ ဟဲ့မင်းပဲကလား တဲ့နော်ဟဲလည်းကတော့ပဲလေ ဩတကပါခုလုံးကအရာရတဲ့ချင်းကငါလာပါတယ် ရဟာဝဝရလာဟောကိုတော့ပြီးတော့ဟဲမလား ငါကျူရောကောက်မတွေ့သလား စားတဲ့လက်တီခေးပေါ်ဆိုရပါ တွေ့တော့ တီဝရ သူပစ္စည်းကိုထိလို့မရအောင်စောင်းရမ်းကာထားတယ်မြည်နဲ့ကာထားတယ်လေ အခုလေဒီတော့လက်တီနော်တဲ့ဘာလို့မတီဝရရနဲ့အိုတော့တော့ကဝရရော ပြီးသူပစ္စည်းကအစင်အမြဲတူပွားနေတယ် ဝိရတလာပါကတော့အော်လေထောဖို့လေအားတော့တော့လား အေးတာကြောင့်သူတွေ့ချစ်ကြလို့အပေးယူတဲ့လို့ကိုယ်ပဲနေရပါ အခုလေလည်းဟိအော်တာတဲ့ပေါ်ပေါ်ဘကိုကိုလေလာဝပူတော့ပါတော့တယ် ဒါနဲ့စာတန်ဘုရားကစားတော်ပြောတယ် တော့ကစားရွာနေတဲပါလို့ကိုလေ မင်းပြောတာတကယ်မှန်စစ်ကြည့်ပါ နေတဲ့ဝိပါတပါလေမှာကွာဝရလား သူပစ္စည်းအကုန်လုံးရုပ်တင်လိုက် သူတော့ဝိတာလို့တော့ခဲလား ဘုရားကစားတော်စီကိုလေ အဲ့ဒီကစားရွာတာတာလို့ကိုလေ အာလူတီလေနော် ပါတိရခေါ်တယ် တဲ့ရအတွင်းမှာ လက်တော့တော့ဘူးလေ ပိုင်ဆိုင်ပစ္စည်းအလုံးရှုံသွားတယ် ဒါလာအိုတော့ခဲကစနေဟာမကူခဲလား သူ့ရဲ့တာသမီးတွေလည်းအကုန်တေကုန် တော့အဖိုးဘောကခဲကစနေတီးခဲလား ယောဘကဘုရားကပြေးတယ်ဘုရားကပြန်ကြည့်တယ်ဘုရားမင်္ဂလာရှိပါစေ အခုလေဆိုရွာရွာဟေတာရွာကြီးကမောရွာအမိပါလာပေါ်ကေဘူးတော့ဘာလို့စားရ အပေးယူတဲ့လို့ကိုကွယ်တာမဟုတ်ဘူး အခုလေနေလက်ကစားရွာဟီရောဘူးတော့ဘာလို့စားတယ်မေပါ ယောဘကိုကွယ်တာနံဝိညာဉ်နဲ့တစ္ဆာနဲ့ကိုကွယ်တာ ဆိုယောဘာခေဘာကူတော့ဘာလို့စားနေလဲလက်တူလက်တော့လက်တာမိတာကောနေတာ တာချုံချစ်တော်မြတ်ဆွေ အခုလေတော့ဝယ်လိုက်တာရောဒီ အပေးယူနဲ့ကိုကွယ်ခရိယာတွေရှိတယ် ဝ
ဘာဖြစ်ပေါ်လာပူတော်ဘာလို့ဆရာလွန်တန်နေပါဘောကိုဦးနာ အဲ့ဒါစာတန်ချက်ထဲမှာ အဝဲနေပူတော်ဘာလို့ရွာဒီမကလီတာဘာ ဥ သာ ပမာခရိယန်စုတောင်းချက်ကိုကျွန်တော်နားထောင်ကြည့်တယ် အတော့နေပကနာဘာဖြစ်ပေါ်တာချိပါလေ ဖယားကျမကိုတာပေး ကစားရအောင်ခေရတာဝေး ကျွန်တော်ကိုတာပေး ခေရတာဝေး ကျမကလည်းကူရောကိုတာလုပ်ပေးမယ် နမင်းခေရတာဝေးနေယေခိဟိနာတာဒီကမိုင်းတာဝေး အဲ့ဒီစုတောင်းချက်ကိုနားထောင်ကြည့် ဘာနာဘာချိပါဝေး တစ္ဆာနဲ့နာဝိညာဉ်နဲ့ကိုယ်ကမဟုတ်ဘူး အဝဲနေမေတာပူတော်ဘာလို့လဲသူလက်ပါ အပေးယူနဲ့ဖယားကိုအကြက်ကင်ပြီးကိုယ်ကလေ တော့မေလကစားရခိဟိတာတမမီဘောကိုပူတော်ဘာလို့ကစားရလဲ ဒီလူမျိုးခရိယန်တွေရှိတယ် ဘာဖြစ်ပေါ်ဒီနေဒီဘာဦးနာ ဒါကြောင့်ကိုယ်ကိုစစ်ကြည့်ပါဦး အခုလေမောဘကမီတမလို့က စု စား တောင်းရဲ့အဆုံးတက်တာကိုယေရှုနာမနဲ့စုတောင်းတာ ဝေးပါတိပါကေဘာလာကတဲ့ကေဝလာကစားရှိဦးမီလား စုတောင်းရတဲ့ရှောင်းလုံးကတော့စာတန်အကြိုက်တဲ့အပေးယူနဲ့ကိုယ်ကိုတောင်းတာ အခုလေကေဘာတိပါတော့ခတော်လေတော့ကေဝလာဒီမကလီတာဘာသာတော့ အဆုံးတက်တာကိုယေရှုနာမနဲ့တောင်းပါရေးဆိုတော့စာတန်ကမျက်လုံးပြူသွားတယ် မေမေလာကတဲ့ကေဝလာယေရှုမီဝလာဘုကလီမေတော့ အဲ့ဒါကဖယားကလည်းပုံကြည့်ပြရတာခက်စာကလည်းပြရတာကိုလူကလည်း အခုလေကေဝလာဒီကွာရကစားရကပါဆိုရဘုကလီပါဆိုရကေတော့ အဲ့ခရိယန်ဒီကကိုကိုပြင်ဖို့လုပ်တယ် အခုလေပါခရစ်ဘရဘာကပါလေလို့လည်းပြတိပါ အဲ့ဒီအပေးယူဆိုတာစာတန်ရဲ့စိတ်တက်ဖြစ်တယ် အခုလေတာဟိနေတာဟိတာဝဲနေမီရမုကလီက စာတန်ကမျက်စိနဲ့မြင်တဲ့အရာပေါ်အမိပြုတ်တာ ဘုကလီရောနေတော့လေကလည်းတာလည်းတိပါလည်းမခီ တရားဟောအကျမ်းအခန်းကြီး၄ တရားဟောအကျမ်းအခန်းကြီး၄ ယေမိုရှေဆက်လူီ အငယ်15ကနေ19မှာရေးထားတယ် အစဘုတ်စီရဲ့လက်စီခွေးကွက်ခါလာ ကျမ်းစာဖတ်ကြားသွားမယ်ဆိုလို့နော် ငါပဲဖားလေကြီးတော့ ဖယားကိုဘလူမကူကြရတယ်ဆိုတာကိုအညာရေးထားတယ် အခုလေပဒပါပူတော်ဘာလို့ကစားလက်လေဒီနေစီပါပါလေကွက်ခါပဲ ကောင်းကင်ပေါ်မှာဖျားဖန်ဆင်းထားတဲ့နီလာကြီးကျယ်ကြီးကိုအမိပြုမကူကြရဘူး လာမူကိုကစားရတင်းလောရမူနေလာနေစားနေပဒပါပူတော်ဘာတော့ဘာလို့လား ဘာလို့တက်ရှိတော်ရီဖျားဖန်ဆင်းထားတဲ့ကောင်းတော်ရီအမိပြုမကူကြရ တော့ကစားရတင်းလောရတာလာမူနေပါပဒပါပူတော်ဘာတော့စီပါပါ လူရဲ့ပုံတရံလုပ်ပြီးမှလည်းမကူကြရ ပဒပါတင်းတော်ရပေါ်ဒီပေါ်ရောကေဝပဒပါပူတော်ဘာတော့စီပါပါ ဒီထဲမှာရှိတဲ့တက်ရှိတော်ရီရုပ်ပုံကိုလုပ်ပြီးမှလည်းမကူကြရ ဒီနေတော့နောက်ဝေးတာစာကုကဘောကေဝတော့တင်းအော်ရပဒပါဘာစီပါပါ ငါတိနာတော်မှာဆင်းတဲ့ချိန်မှာငါပုံတရံကိုမလို့မပြခဲ့ဘူး အခုလေဖျက်ရတော့ကစားစီတန်းလို့ကနေရေတည်းနဲ့ဒီလိုကြည့်ကြရောဘာလို့လား တန်ကြုံဖယားမျက်စိနဲ့မြင်ပြီးမှအမိပြုပြီးကိုယ်ကိုယ်လုံးရ အခုလေကစားရောလေဘုကတီအော်လက်ပမေအတာတီပြီးတော့ပူတော့ဘာလို့လဲတမီလေးပါ အဲ့ဒါကဖယားတာမိတာ ဝတ်ဒီမီတလည်းရွာတော့ကောင်းလား မယုံကြည်သူကိုယ်ကိုယ်မှုကိုကြည်တခြားပါလား ကွာလက်သူတနာပြေပါတာဘူးတာဘာလို့လဲတာဘူးတော့ဘာလို့လဲ သူအဝင်သွားရင်သူကိုယ်ကိုယ်မှုတင်ကြည်တာခုခုလို့ရှိတယ် ဒါလည်းမင်းလည်းလာဟီဘူးလေဝတ်ပူတော့ဘာတော့မလို့လေအတာကနောဝတ်တာက အယုတ်တစ်ခုခုလို့ရှိတယ် အတာကိုကပေါ့ခါက အဲ့ဒါကမကုကရဘူး တာတိတပါနေတပါမှာပါ ကျွန်တော်ဒါလတ်မှာအေးတယ်မှာရောက်သွားတယ် ရေလေဒါလာစေရေလေဟီဘလာ ယေရှုရဲ့အယုတ်ကြောက်စင်းနဲ့လုပ်ထားတဲ့ယုတ်လေ တော့ကစားယေရှုအကေဝနေတေးကားလည်းလဲလာတယ် ဒေါ်လာ900နဲ့ဝယ်ထားတယ် ဘာပူရလည်းဒေါ်လာရေပေါ့ မြန်မာပြည်တော်ရုံဝယ်ထားတာ လေလာကောပြောကားလည်းပူရတာ တန်ရဆရာဆန်အေရို Facebook ကနေယေရှုရုပ်ထဲမှာစာတန်ရှိတယ်ဆိုတဲ့အကြောင်းပြောတော့လေ တော့ဖက်နေဒါဆယ်အေးလေရတဲ့လက်ယေရှုဘော်ရေဝဒီဖက်နေမကလီဆိုမာတာလေ သူတပေါ်ပေါက်သွားတယ် တော့ဝိနာဘောရာ တပေါ်ပေါက်သွားတော့ခါအဲ့ရုပ်ကိုရက်ခွဲပြီးမှယေရှုပလိုက် တော့လာဘောရာဝဲတော့ကာဝရာတာဝဲတွေ့ဦးရ တာနဲ့အဲ့ဒီညမှာတော့ခါရဲကလာတကြောက်ကထွက်လာပြီးမှသူ့ကိုမရင်းကြည့်မဆိုပြီးမှလည်းငါနေတဲ့ညငါအိမ်ကိုဖျက်လိုက်တယ်စမလေ တော့ဖက်နေလက်တနာ သူ့နေပြင်လာမိတာ ခေါ်လာသူရဟဲတော့ဟဲကေရောကိုဘူးလေလားယနမဟာကိုယေဟီလောလေလားကိုလေကမကရပါလေ ချွတ်ပြောင်းခါရုံရတယ် တော့ဝဲပါကလို့လက်ပတော် ခါရထွက်လာအယုံလွတ်ပြီးမှလေ တော့သူလာသူဖက်တော့ပြီလေ သူ့ကြောက်ကိုလည်းနိုးလိုက်တယ် တော့ဝဲကောပရစီကောပါ ကဲအခုငါတို့ထဲအိမ်မှာရှိတဲ့အဲ့ဒီယေရှုရုပ်တဲ့ကိုငါမျိုးမပြောဘဲနဲ့ငါမိရှုဖြစ်စီလိုက် ကျဲလိုက်ဖေးကစားရှုဘောလောပါမှာကတေးကားလည်းဝလေရေတဲနာမှာလည်းမဟာဘူး အဲ့ဒီအရုပ်ထဲမှာရှိတဲ့မောင်းထုတ်လိုက် တော့ဖက်နေတာလည်းအဝိတကလည်းအိုလည်းခုနေနော်ရဘူး မောင်းထုတ်လိုက် နော်ရဘူးတော့ သူတရားများကအဲ့ဒီယေရှုရုပ်ထဲမှာရှိတဲ့
ကလာနဲ့ကရဟိုခဝေဝေမှာသူ့လမ်းကြည့်တယ် တော့ခိတာကနာနေဟုတ်လားဒါတော့ကောလာတန်နာလည်းကောလာတန်နာကနေကိုလည်းအကြီးတော့ကွာဆိုခေါ်တယ်လား ကဲအဲ့ဒါအတိတ်ပြောပြချင်တယ် ခေါင်းရကြတယ်လား ကိုယ်ကိုချင်းအားလုံးထဲမှာ လက်ကပူတာပါခဲလာကနေ မျက်စိနဲ့မြည်ပြီးမှအမိမပြုတ်ရ ဘယ်တော့ပါတနေတာလက်ပတိရောဘောကပါ အဲ့ဒါရှိငါတို့ဖျားမလာဘူးစာတန်လာတာ ဒါအဝနေမင်းကိုလေပက္ကစားရတဲ့ပါဟဲလမှုကိုလီရော အေးအဲ့ဒါကိုကျွန်တော်မှတ်ထားဖို့ရည်ရှိတယ် ကိုလေပက္ကပါတင်ညာလားမနဘာသာဝ ကဲအဲ့ဒါကဒီလိုပေါ့စာတန်အကျက်ကိုယ်ကိုယ်နေနမူနာပြောပြတယ် အဝနေနေတာအဒိုလာတာပူတော့ဘာတော့ရွာဒီသာဘာမှုကိုလီကတော့ ရွှေတွင်းငွေတွင်းရှိတဲ့များမှာအဆောင်ရှိတယ် လာထူပူနော်စေဘူအိုလာကတော့လာတယ်အိုလာပါခေါ်လာတယ် ဒီမှာစာတန်ကရွှေတမူရမဖန်ဆင်းပိုင်ခွင့်ရှိဘုရားက နော်ခုနေတော့ဆရာမကလည်းမူကိုလီနေထထူကမှုဝတ်တဲ့ကမှုဝတ်တယ်နေမူကိုလီတေးတော့ခွဲလို့ပါ ဘုရားဖန်ဆင်းတာတဲ့အရာကိုသူကအကူအကွယ်ခံချင်လို့ထိုင်ဆောင်နေတာဖြစ်တယ် ဒါလည်းဆရာတေးတော့အော်ဒီပါနေအဝဲအဲ့တော့လည်းပါကပူတော့ဘာတော့အော်ဒါမူကိုလီနေဝဲချင်တော့ခေါ် ငါ လာ ကိုကိုယ်ကိုယ်တာပြေးမယ်ဆိုပြီးပါလေ နမေပူတော့ဘာလဲဒီကိနာဝဲကြီး ဒါကြောင့်အပေးယူနေသူထိုင်ဆောင်နေတာ အခုလေဝဲခေါ်ပေါ်လည်းတာနော်လက်ကိဟိတော့ဟိနေပါ ဒါကြောင့်ကျမ်းစာထဲမှာဘုရားကအပေးယူနေကိုယ်ကိုယ်ခဲတာမရှိဘူး အခုလေလက်စောစီဘူးနေကစားရအဲ့တော့လည်းပါကပူတော့ဘာတော့လဲကိဟိပါလည်းဟိနေတော့ပါ ငါတို့ဘုရားကကိုယ်ကိုယ်ထိုက်တော့ကိုယ်ကိုယ်ရမယ်ဘုရားဖြစ်တော်ကြောင့် အခုလေပက္ကစားရလည်းမေဂျွာလည်းအခရတာပူတော့ဘာတော့ခုလေတော့ နံဝိညာဉ်တစ္ဆာနဲ့ကိုယ်ကိုယ်ခဲတာဖြစ်ဟာလေလုယာ ဘာပူတော့ဘာတော့လက်သူလက်ကတော့လက်ကနေတာတော့ဟာလေလုယာ ကဲဒီကပါတာရဲ့အချက်ကြောင့်ဝင်ငါမယ် တော့ခိကရကတာပူတော့ဘာတော့ဒီတာပူတာဘာအလစ်လာတော့ ယောမဩရာစာခန်းချစ်တိအငယ်တိနီကိုဖတ်ပြမယ် ရိုမေ ယောမခန်းချစ်တိ ရိုမေ အခ ကို န်းချစ်30 ရိုမေဆက်လို့စီ အခန်းချစ်30အငယ်တိနီ ရိုမေဆက်လို့စီအစပေါ်တယ်လို့ခိနေဘုဒ္ဓဝေယစကလည်းယတုကိတလည်းတော့ယတတိတပါယောလည်းဣသရေလကိုမေဒီတော့အကတိကေလက်ကောက်ကေခေါကေရောအဂေဒီယူဤတလည်းအကောလည်းယတကေလိုလည်းဂျွာအကောပါစတော့တမေပါဒီကတိညာတော့ပါ ကဲအဲ့ဒီမှာပါပြောလို့ဆိုရင်ဣတရီလာလူမျိုးဒီကထောရပြတ်ကိုတယ်လူမျိုး ဟဲ့ဒီတဲ့လေတလည်းပါဣသရေလဘုဒ္ဓပါနေမေကွာလားအပူတော်ပါတော့ဂျွာလားအဲ့လိုထူလို့ရတယ် ပေါ်လူကပါပြောလဲ စောပေါ်လို့တယ်ရတယ် ဣတရီလာလူမျိုးဒီကဖျားဖက်မှာတော့စိတ်အားကြီးတယ်တဲ့ Dia orang kuat Israel lah pun dia baik le kesayuan orang paling ni kuat dia baik tu suka ke orang တန်လေသူတို့ကတင်ချင်းမရဘူး bahasa lagi orang kita ni tahu ki kau ki သူ bah တို့ကတင်ချင်းရစေဖို့ငါစီတနာဆန္ဒစိတ်အားပြင်းထန်တယ် aku ni je tak ulah orang kita ni tahu ki kau ki aku ni je ke pasti pada orang ni kalau အေးအဲ့ဒါကစိတ်အားကြီးခြင်းဆိုတာဒီကတင်ချင်းမရတဲ့လူအလုံးဘာသာရေးခရိယန်ခေါ်တယ် aku ni tak letak tu suka ke nak ke sana we atak ke ni me orang lalu misal ni nyari no lo ada dah kuat le apa dah pada kesayuan le lila tu ni ဒါကြောင့်ဒီလိုပါဆိုရင်ကတင်ချင်းမရပဲနဲ့ခရိယန်ဘာသာထဲမှာရှိတဲ့ဆိုရင်အဲ့ဒါကဘာသာရေးခရိယန်စိတ်အားကြီးခြင်းနဲ့တွားနေတဲ့ခရိယန်လို့ကျမ်းစာမှာပြောတာ Aku ni lihat ni tema lah. Kalau ni tahu ke kau ke bala kribo ke depan ni. Nah, me wala bau pura baru jadi lila atau di luar. ဘုရားကျောင်းတော်တက်မယ် Ke he leka bayar terus. ဘုရားကအတိမမပြု Nah, kita saya ke pablo lah pura. အဲ့ဒါကဘာသာရေးထဲမှာလုတ်ရှိခိုးတာဘုရားကိုလုတ်ရှိခိုးတဲ့အသက်တာဆို Awak ni me tak lah. Nah, me tahu mula leka pura ba lila pura. Mak wala dah dikir wala. ကိုလောတဲ့အခန်းကြီးနီ Kalau saya doki အငယ်ရှိဖာပြီး saya kau ni. အဲ့ဒါကခရိယန်ကိုပြောရထားတယ် Awak ni me kau kalau kau kribo di bawah. Kalau saya doki saya kau dito waktu itu uwe segala akasoki kita lerka itu katanya loka di pokoknya siso tesoda di hoko omu pato dot temeba di krit itu ni begitu belum ditanggi ကဲခရိယန်ကိုပြောတာခရစ်တော်ဤတရားကိုနော်ခရစ်တော်ဤတရားကိုနားထောင်ဖို့
တို့ကလည်းခရစ်အတာစီတဲ့တော့ပါ လူအဆက်ဆက်ခံတဲ့နီးဥပရိတေနောက်လိုက်ပြီးမှလမ်းလွဲတော်တဲ့ခရီးရပြောနေ အခုလည်းမေခရစ်ပွဲပါလေအကလက်ကမကွေလာအပူဝဲတာကညောကစီဆိုတဲဆိုဒီဟောကုမဘာတို့လေ ကျမ်းစာထဲမှာဖျားအကျက်ဘလူကူကွယ်ရမယ်ဆိုတာကိုရေးထားပြီးသား လဲလီဆိုစီဘူးလေဘကဘာပူတော့ဘာတော့ကဆာရွာတီရွာတာဘာကတီလည်းနေကွက်ခါရခဲလား ထုံးစံကိုပဲအတိကလမ်းလွဲဟိုတုန်းကလုတ်ခဲ့တဲ့ထုံးစံတိုင်းပဲကင်ထားတဲ့လူတွေကအဲ့ဒါကပါတာရေးထဲမှာခရစ်တော်နောက်မလဲခရီးရနေပြောနေ အခုလေပွာလာအပူထောတာဒီလူလာထူးလူတော့မဝတိပါလေအဝတ်နေမေပွာပါလားအိုလည်းခရစ်ဘောအတာဘူးတာဘာလူလာဘူးဒီပါတော့ ကဲပူပြီးမှခမရရှင်းကြောင်းပိုက်ပိုက်ဖမ်း အခုလေဒီတော့ကရှဲဒိုနေဝင်နေကဖတ်စရိတော့တော့ တမန်တော်အခန်းကြီးဆက်ရှိ လီမာတာဆတ်တို့စီကော အငယ်24ကနေ26ဖတ်ပြီးလား ဆဘခိစီလူဒီလခိစီခုနေတော့ပတာလကလာအတိကတိုတာလာအတိတာကွဲ့တာဘာဝါယူတာဘောလောဥပလဝေအလက်ဇန်ဒရုအပူအမီမေဆောပေါ်လိုကဟဲတီလာအဖေဆူလောအဝရနေမာလို့တေကစားကလေတော့အတဂူမာတာတော့စီတဲလောတော့သူကေတော့ကလကစားကလော်တီလောဆဲလောဘာသာတော့တင်ညာတဲ့ဆိုယူဟာတဘလနေလောအဝဲကနေကတိုတာခုတလေလဘူဘဘူတော့တူဆိုအခုလာတော့နော်ပရစ်ကီလာနာဟူတော့ဟိနေအော်တော့တူနေအော်တော့ယွာကလေလော်တီနေအလော်ကီလော ကဲအပိုလိုဆိုတာတိနာမေကြီးတဲ့ကျမ်းတပ်ပုဂ္ဂိုလ်ဖြစ်တယ် တလဆောအပေါ်လိုနေမေပွာလာအမီတို့ဟူတာဖလာအတိညာနော်ရပါသေးတကွက် ကိုရီတူကျမ်းဆောင်ဖတ်ရချင်မှာ ဟဲဖဝရကရီတုလီခါနေ ခါရပိုလူတပည့်အပိုလူတပည့်ခရစ်တော်တပည့်ဆိုပြီးမှတခါရရန်တော့ဖြစ်ကြတယ် ကိုလေဘလော့ကောနေဝတ်ဒီအီလောတာလောနော်တဲအလိုကလေဆောပေါ်လူကလေအပေါ်လူကလေဒါခရစ်ကလေဒီနေ ဘာကြောင့်လဲစီတအားပေါ်လို့လေ ဘာမလို့ကိုလေဖြစ်လို့ပါကိုလော အပိုလူကကျမ်းတပ်ပုဂ္ဂိုလ်ဖြစ်တယ် အခုလေအပေါ်လူကိုင်းပွာလာအတိညာယွာကလူသား ယူတာလူမျိုးဖြစ်တယ် တော့မေပါယူတာကို အေးဖက်မျိုးရောက်လာ ဟဲတူလည်းအဖေစု သူရဲ့အရေးချင်းကိုကျမ်းစာထဲမှာကြည့်ချင်မှာ အဝဲတာတိတာဘာဘမေပွာလီစတိဘူးလေ ကျမ်းစာနဲ့စိတ်အားကြည့်တယ်တဲ့ အဝဲအိုတော့တာသူစုတာကေလို့လီလက်ကစားကလေးသားဘူးလား တရားဟောတာလဲရဲဝန်စွာဟောတယ်တဲ့ တော့အဝဲစီတဲ့နိုင်ငံလက်ကတာခုတလေဘူးတဲ့က တခင်ဖျားရဲ့ပါတာနဲ့လိတ်ကျရွေ့တယ် တော့ တခင်ဖျားဆိုတာခရစ်တော် တော့အဝဲဘုရားတာခုတလေလို့ဘူးလို့ဘူးတဲ့က ခရစ်တော်အကြောင်းနဲ့ကောင်းကောင်းသိတယ် အဝဲတင်ညာကစားခရစ်ကေလော်ဒီလာဆက် တရားဟောတာလဲတခင်ဖျားအကြောင်းကိုစိတ်ဟောတယ် ခေါ်လေစီတဲ့လော်တာတော့ကေကစားကေလော်ဒီလာဆက်တော့ သူ့ရဲ့အရေးချင်းကိုကြည့်ပါ ကွာအဝဲတာတိတာပါရင် တာပေမဲ့တဲ့ဒီနေ့ပါစီယောဟန်ရဲ့ပတ္တိစံကိုပတိတယ် ဘာသာခင်းပွားကေတင်ညာတဲ့ဆိုယဟာအတာဘလို့နော် အခုလာနဲ့ပီကီလာလီမယာညောက်ကဤဖက်မျိုးမှာတင်းထောက်လူချင်းဖြစ်တယ် အခုလေလက်အဖေစုအတော်ပူပူနေဆိုအခုလာတဲ့နော်ပရစ်ကီလာနေမေဝလာတော့တဲ့ထော်လာတောက်ပူပူနေ ပွဲပေါ်လူကိုမွေးစားထားတဲ့တာတနာပြုစာထောက်ပံ့ကြည့်ပေးတဲ့မိသားစုဖြစ်တယ် အခုလည်းမေပွားဟီဘောဘောလာအတူလို့တော့ဆော့ထွဲဝလာဆော့ဘောလူကတခုဆော်နော် ပေါ်လူကအင်္ဂလိပ်တော့ပြန်လာပြီးဆိုရင်အဲ့ဒီအခုလာနဲ့ပီကီလာအိမ်မှာပဲတဲ့တာ ခုလေဆော့ကူလာဆော့ဘောလူလေဝလာတခုဆော့ဝီနေဟက်ကစ်ဘလောလာနေအိုဝလာနော်ပရစ်ကီလာဆော့ကူလာဟီနော် တန်းစုပေါ်လူနဲ့အတူနေရတော့ဝိညာဉ်ရပေါက်နေပြီ အခုလေမေလာဝေလောတာဆော့ဘောလူအိုတော့အထောဘောလေလက်သူလက်ကနေတင်ညာနာပေါ်လာ တမဟောင်းနဲ့တမတိကိုလည်းပန်းချပြီးတည်နေ လီဆိုစီလော်လီဆိုစီအတော်လာကိနေနော်ဖတ်တေကြောင်းလား ဘယ်လိုလုပ်မှဖျားကဲတဲ့ချင်းရတယ်ဆိုသူပန်းချပြီးနားလေ မင်းမဒီလေမကနေတောက်ကိကိုကိနေဝတ်တင်နာပေါ်လာလို့ဒီလိုဆက် အဲ့ဒီလေမယားညောက်ကကူးကွယ်ချင်းအသက်တာမှာရောက်နေတယ် ဒေါ်မောခိကင်းနေတူဝလာတာပူတော့ဘာတော့အတောင်မှုဘူးနေတော့ အဲ့ဒါပရိသတ်ထဲမှာထိုင်နေတယ် အဝတ်တင်စင်တော့ပေါ့ကလို့လား တာနဲ့ဘာလို့လဲဆိုရင်အပိုလူဟောတဲ့တရားဟောချက်ကိုနားထောင်တယ် အဝတ်တင်ကနာဝလာအပေါ်လို့တော့စီတဲ့တဲလာတာကျူစောကိ တရားဟောချက်ကတော့တအားကောင်းတာပဲ က
နာဝရတစီဒလာဂီဒမ ပြောတာတော့ခရစ်တော်အကြောင်းတော့ဟောတာပဲ အေးတေကစားခရီးကြီးလည်းနော် ဒါပေမဲ့အငယ်26တဲ့ ဘာသာလဲအစဘခိစီကနေအဝဲတယ်နေကတိုတာခုလေလဘူဘဘူတော့ဆောအခုလာတော့နော်ပစ္စကလာနာဝဲတော့ဟိနေအော်တော့တိနေအလဲဂျွာအကလဲလော်တီနေအလော်ကီလော တို့ရတွင်နဲ့ယောဟန်ရဲ့ပฏิစံကုတ္တတီ နော်အဝဲတင်ရတဲ့ယောဟာအကလုံးနော် အေးတာကျုပ်ကတင်ချင်းမရသေးဘူးလေ အခုနေပါတိုက်ကြီးဟောကြီးပါ ဒီမှာချော်တဲ့အတိတ်ပဲတို့ရတွင်ဆိုချော်တဲ့ညာပြတယ် ပါစာတော့ခမလေးအကနေလွယ်တာလီတယ် အေးဣတရီလာလူမျိုးခန္ဓာပြေမဝင်လာဒီစကလုံးနဲ့မဝင်လာ ဟာဒီနေတော့ဘာဣစရာပြည်ကတနီလောစုကောကနာဟာဘူးနေမေလလီမပလအဝေးဘောလား တို့လေချာခန်းချစ်စတော့ လာဘယ်မရှိစီတယ် 26မှာရေးထားတယ် လာခီစီကူနေ စေရောက်ကတရင်ကုန်လာပြောတယ် ဝါကတစီနေဟက်ကေရှောလိုက်တာကစောလောကေ နေရောက်ကတို့ရတွင်ဆိုတာအဲ့ဒါ နော် ခါရစိတ်တက်ကြရပဲလို့သွားတယ် ဘာသာတော့ခီကနေနော်ခမလေးလာကဘာဒုတာကဘာ အဲ့ဒါနဲ့လူတွေကမန်တဲ့စကားတဲ့တို့ရတွေကိုပူပြစ်တန်ပူထားသွားတယ် အခုလေကွာကမလေးဘာလို့နော်အာရီတာကတော့လာမေတော့လေအဝတ်ကေတတ်ဆောရာ ပူယုံသွားတယ် တော့နာအားတော့လား ဒါဆိုဣသရေလလူခန္ဓာပြေမဝင်လာတို့ရတွေဆိုတဲ့စကလုံးနဲ့မဝင် အခုလေဣသရေလဘုရားတနည်းလို့စုပေါ်တာစီပါနေမေလက်တာကနာလီဗာပူးမေလက်ပါစာတော့အခုလေ အေးအဲ့ဒါကအာဘောလုကတို့ရတွေမှာရှိသေးတယ် အခုလေအပေါ်လိုကနေအိုဝလာလဲတာကတော့ဝင်နေလား ဒီမှာပြမကဒီမှာတဲ့ကိုရှိမယ် အတော့လေတာကပါခောက်တာပနော်ကိုဝင်လာဖေး ဒါကိုပြမထားလိုက်တော့ နော်အဝဲကြီးနေမေတာပနော် ဒါကိုအဝေးကနေခေါ်လဲခေါ်တာပဲ နော်မေခါလဲကြီးနေမေတပလာနေတပလာလား နီးလေးခေါ်လဲခေါ်တာပဲ မေတပလာကိုစက်ရခဲ့တပလာလား တီလေးခေါ်လဲခေါ်တာပဲ တပလာကစက်မလာခဲ့တပလာဒီဘောလား အာပိုလိုဆိုတာအဝေးကနေခေါ်တာကိုတီလေးရှက်သွားတော့တို့ရတွေဆိုတာလေ ပေါ်လိုကနေတမေနော်အတလွဲပြီလဲရှိပါကျဲမလာကပါနော် အေးအဲ့ဒါကတော့တော့ဆက်လို့ခါလဲနော် ခွနေကဖားပါပဲရင် ဟိုကခါလဲခေါ်တော့မလဲဘူးလား ကဲကဲတပလာတို့တော့ အေးတီလေးခေါ်နေမလွယ်ဘူးနော် အခုလေမေတပလာကစက်ပေါ်လာခဲ့နေညောရှိပါ ပူတူတီလူကြီးပဲဖမ်းမယ်ယူတာလူတယောက်ဒီအပမျိုးတို့ရောက်လာဒီတူတူဒီလောက်တက်တဲ့ပြည့်စုံရင်ကျန်းစာနဲ့စိတ်အားရှိတော့သူဖြစ်သူရဲ့အရင်ချင်းတော့လောက်တက်တဲ့ပြည့်စုံတရားဟောရညာတားတော်တယ် အခုလေပေါ်လာရှိတယ်ပြောတာကြီးဖြစ်မလား ကျန်းစာမှာလည်းစိတ်အားရှိတယ် နော်လောတူလို့တော်လို့ကစားကြတဲ့ကိနေဒီဘာစုဝရ တခင်ဖယားပါတာနဲ့လိကျ၍တခင်ဖယားဆိုတာခရစ်တော်ရဲ့အကြောင်းနဲ့လုံးဝနားလေတဲ့လူဖြစ် အခုလေမေပေါ်လာအနာပေါ်လာခရစ်အကြီးလော်ဒီလောဆက်က စိတ်အားရှိတဲ့ဖြစ် တော့အတကေဝလာ တခင်ဖယားရဲ့အကြောင်းကိုစိတ်ဟောပြောပြီးဆုံးမဩဝါဒပေး၏ အခုလေသူကေတော့ကေတာလောကစားကြီးလော်ဒီလောဆက်တော့ ဟော25မှာတိုးတော်လဲယောဟန်ပတိစံကောတာတီ ဘာသာတော့တင်ညာတဲ့ဆိုရတာလို့နော် သူရတဲ့ဆိုရင်ဒီလူကမပြောင်းလဲတည် ဘာသာတော့ခုလေပေါ်လာကြီးတလဲလို့ဒီပါ ဒီမှာချစ်တော်မရှိ ခုလေတော့ဝင်လက်တယ် အာပေါ်လူရောမချော်တယ်ဆိုရင် အပေါ်လိုမတပလာဒီနေ ဒီမှာရှိတဲ့လူကချော်ဘွားလာလာရှင်းရှိကိုစစ်ချပါ ဝါအိုဖေးဒီမှာမေကတပလာကိုရလည်းတပီပို့လို့ကနိုင်စား တလောက်အရင်ချင်းရှိတဲ့လူချော်တယ်ဆိုရင် ဝါလာအသေးတပပအင်းနေမေတပလာလေ ကျွန်တော်ထင်တာတော့ငါတို့ကပူချော်ဖို့ရှိတယ်ဟဲ့လား ဆိုဘဝလေးကတပလာလို့နေဝဲနေသေးသေးတော့ ဒါဆိုကိုအထင်ကြီးနဲ့ ဒါမဲ့ဘာစုမလို့တော့တာပါ ငါတို့မတီးတီးတဲ့နားမလေးတီးရအများရှိတယ် ဒါလည်းပတ်နာတော့လည်းပတ်တင်ညာတဲ့ပါအိုဒီဝလာအာမာရီတော့ ကျွန်တော်ကအမှုတော်ဆောင်တာနေ့30ကျော်နေပြီ ညရီမကစားတာမအန်ဒီတစီလေ ကျွန်တော်ကအခုချိန်ပြီးလိတ်လာလို့မကုန်ပြီဘူး ဒီကိနေရမလို့တယ်လေပါ အေးငါတို့နားမလဲတိတာအများရှိသေးတယ် ခုလေကလည်းပတ်နာပတ်ဒီပါလေအိုဒီဝလာအာကို ခရိယံဖြစ်ပြီးမှချော်ပြီးဆိုရင်အဲ့ဒါပက်လက်လာပြီတလား ကဲတော့ခရဘောဝီမမေတပလာလေပါလီဝဲ အဲ့တော့ခါရဲဟိုဖီယာလည်းယေရှုလည်းယုံကြည်တယ် ခုလေနာကစားရှိတယ် ယေရှုလည်းကိုးကွယ်တည်တယ် ဘူတော့ပါလာကစားရှိတယ် ငရဲလည်းတွားတည်တယ်ဆိုရင် တော့လေလာကြီး စာတန်ကလက်ခုပ်တည်မယ် ဝဲနေမကလေးကလေးစီ တ တော့ ခြားပါတာတွေလက်ခုပ်တည်မယ် အော်ပါပူတော့ပါတော့တာကလေးပါကလေးစီ တခြားပါတာတွေကပါပြောမလဲ တော့ပါလာတပီတော့ပါကလေးပါကလေး ငါတို့ကတခြားပါတာကိုးကွယ်ပြီးငရဲကြတာ ဝဲပူတော့ပါတော့တာက
သူကသူနာဆိုင်ရှိသူပါလဲလဲလာကိုလေသူပါတော့စားလီ အပေါ်လူကချော်တီးတယ်ဆိုငါတို့မပြောနဲ့တော့ ကိုလေအပေါ်လုံးမမေတ္တာပလာနေလက်ပါလေးတယ်လေ ကျန်းစာတင်တမ်းမတဲ့ရင်အများချော်မယ် ကိုလေမေတ္တာမလောကဆိုင်ရာကလူသားလူလက်ပလာလောအမ ကျန်းစာတင်တမ်းတဲ့ဆိုတကယ်တော့ပုံရှင်းပြနေတာ ကိုဒီမနဲ့တော့မလောကဆိုင်ရာနေလက်ကနာပေါ် ဒါ လာ ပေမဲ့တင်တမ်းမတဲ့လို့ခဏလို့စစ်ဟိုပါလို့စိတ်အမငယ်နဲ့ နာကေဒီကတော့ဘာတာမလောခုရတာဘာသာစီ အဲ့ဒီကိုယ်ကိုယ်ထိတဲ့ဝင်းနဲ့နီးကိုကျွန်တော်ပြောနေပါပြောနေတာဖြစ်တယ် မေတဲ့ကြဒီလောကပါပူတော့ဘာလို့ဆိုင်ရာလဲကိုကလာပါဒီလေ နာဝိညာဉ်နဲ့တစ္ဆာနဲ့ကိုယ်ကိုယ်တဲ့ထဲမှာဝင်းပုံဝင်းနဲ့ကိုကျွန်တော်ဝင်းငါနေတယ် ကိုလေခဲရတဲ့ကြဒီလောသူကပါပူတော့ဘာလို့ဆိုင်ရာသူလက်တမေတာတော့အကလေဒီလေကိလား ဟာလေလုယာ အာမင် ဟာလေလုယာ အာမင် ကဲကိုကိုယ်ချင်းတဲ့မှာဝင်နေပြောတော့မယ် โอเคဒီတဲ့ဘာကကာပူတော့ဘာတော့လက်သူလက်တာကိ အပေါ်လူကသူချော်နေတဲ့ဆိုသူမသိဘူး ဟေးအပေါ်လိုကနေအတတ်ပလာကြီးနေတဲ့ကိညာက အခုလာနဲ့ပီကီလာနဲ့ပြည်တယ် မဆာကေဆိုအခုလာတော့ခရစ်ကီလာနဲ့တင်ကြပါလား ဘုရားကျုံပြည်တာနဲ့ ဒါတင်ညာကျွာအကြီးတော့ အိမ်ပြန်ခေါ်သွားတယ် တော့အဝဲတော့ကိကောနေလားအာဘာရောဝီရကိကောနေလားဟိ အေးသူကကုံတဲ့ပွဲစားနေပြည်တယ်ငွေရှိတယ် တော့အဝဲတင် အခုလာနဲ့ပီကီလာက တော့မေပါကလာဖိဒမာလာတော့ဥရကလို့စေ အိမ်ခေါ်တော့ကောင်းကောင်းကျွေးတာပေါ့ ဒီကောလေကြီးတယ်လူအလူဝဲကြီးနော် အိုးမိမကြီးငါတို့ဆရာကိုကောင်းကောင်းခါကျွေးပြီးတော့ အာမတူအော်ကတရာကြီးပဲ စာတင်တာကိုစားကျွေးပေးလိုက်ပြီ အပေါ်လိုအော်ဝဲလားအော် နေစားပေါ်တီနီတရားဟောချက်ကိုဆွေးနွေးချင်တယ် ဟိုခေါ်ဒီအင်းရိုက်တစီတဲ့လောက်ကြီးပဲတော့တဲ့ကော ပထမတော့ဟုတ်ကဲ့ရပါတယ်ထုံထုံလို့ပေါ့နော် ခေါ်ဒီအပေါ်လိုနေဝဲတော့ဒါကပါတော့တော့ဘူးလေ တခုချင်းကိုပြောလို့ရှိမှာ တော့ဖက်သေးဝဲတခါစီနေ အပေါ်လူကခါရဲဟိုအမားကိုတီးလာတဲ့ချိန်မှာ တော့အပေါ်လိုကြီးပြင်ရောက်လာတဲ့ကာကမာကြီးလေ မနာမထောင်ဘူး အဝဲပါတော့တာပါ သူအနာကိုဝင်ခံတယ် အဝဲတော့လာအတကမာလော ကျန်းစာထဲမှာတိချဖတ်ကြည့် ကွာလို့ဆိုစီကိုဖတ်လို့ပြောစေ အကူလာနဲ့ပီကီလာတို့နေရောက်ကတေချာစောတီချာချာဤလိုပြောတယ် တဲ့လာအခုလာတော့ခရစ်ကီလာနေပြနေတော့ဒီလေအော်လဲရွာကလေးလော်တီနေအလော်လဲလား အမားကိုထပ်ပြတယ်လက်ပိုက်ပြဟုတ်ကဲ့နေဝင်ခံတယ် တဲ့ကအပေါ်လိုနေအော်မေလော အဲ့ဒါကဝင်ခံခြင်းနဲ့စိတ်ရှိတာလေ အဝဲနေမေတက်လာလောလာအတာကြီးစားပါစား အေးအဲ့ဒါကြောင့်သူ့ရဲ့နှလုံးသားကိုဖျားကြိုက်သွားတာဟာလေ ဖက်တဲ့ကစားရပါတိပါတော့လားဘာကရပါလား အခုစက်ဖတ်သွားကြည့်ရအောင် မေဖတ်တယ်လောဖော်လာလေ အပေါ်လူကတဲ့ခံယူချက်မှန်သွားပြီ တော့အပေါ်လိုကနေအတာပါတိပါတော့ပါလီ ပေါ်လူစီမစာရေးလိုက်တယ် တော့ကွက်လီစူးစပေါ်လို့နော် အေးသူ့ကိုမင်းမြစစီပါ ရဲလားတော့သမီးသမောတယ်လား ခံယူချက်လမ်းမှာရောက်သွားပြီ တော့အဝဲအတာပါတိပါကတန်လာအပါလေတူလာလီ ပေါ်လူစီမအခုလာနဲ့ပီကီလာရောက်ကစာရေးပြလိုက် ခုလေအခုလာတော့ပရစ်ကီလာပြရနေကွက်လီစူးစပေါ်လို့လေ ဒါနဲ့ပေါ်လူနဲ့လည်းစကားပြောမိတာခွဲပါဦးမိတ်ဆက်ရေးလိုက်တယ် တော့ဖက်နေဒီတင်ရောက်တာစပေါ်လို့တော့တဲတော့ရေလုံးလူသားတော့ အဲ့ဒီစာကပေါ်လူကကိုင်ပြီးမှပေါ်လူကိုတော့ပြရတာ အပေါ်လိုနေဟိရလာလီဒီပဲပါလေဟိရစပေါ်လို့ သူတို့လည်းရောက်လာတယ် အဝဲတကယ်တူ စာလည်းပါလာတယ် တော့လီနာကေပါ အေးသူတို့ကခဏလေးဆိုစာပြန်ဖတ်လိုက်တယ် တော့အဝဲကေပါကဆိုတာဖောက်လာလီ စာဖတ်ကြည့်တော့ ဖောက်လာလီက အေးသူတို့အဲ့အပေါ်လူကလုတ်ကပါတော့တကယ်မန်တိုင်ခံယူပြအမားကိုလက်ခံပြီး အခုလည်းအပေါ်လိုကနေတော့အဝဲလောကိစ္စပါစားတူလိုဝဲလာလီ အဲ့ဒီစာကိုဖတ်ပြီးမှ ဖောက်လာလီဝဲဝီတော့ ပေါ်လူကနေတယ် စပေါ်လို့ဒီကွာလား မိတို့ခါရနေချင်းခံပြီးတော့နောက်ပိုင်းမှာ သူဟဲသူတော့အိုလိုကတုပ်လက်တီဝီလောကိနေ တန်ရှင်တော်ဝိညာဉ်တော်မိတို့ပေါ်တက်ရောက်ပြီလားလို့ လေကမေတ္တာဆိုစီဟဲလောလက်တူလိုဝီလီယာ တက်ရောက်လားမတက်ရောက်လားတော့ငါတို့မသိဘူးတဲ့ မေလောအတလောဒီပလိတင်ရပါတော့ ဒါဆိုမိတို့နေချင်းခံပြီလား မင်းမဒီသူတုပ်လက်တူတာဝီလီယာ ခံပြီတဲ့ ဝီလီတော့လား တ
Petu pere ni chile မေ ni. တာဟေဒီလောကလုတ်လဝနေတော့လား Pati sa yo han pere ni မေ chile. ဝလာဆောယူဟာကဘလ Era nong ta le sa sai di ဝ de. နေမေတာဘလလာဘခရတာပေါ်လာတာ Kreto mala ke ma. ကိလကဆိုင်ရှုခရဒီပါလေ Ko Yesu nama ne ni ni chi pi me. ခဲနေကေဒီလောယေရှုအမီ Ni ကလုတ်လ ni chi pere che ma. အဲတုတ်လဝခါလေ Tamanto sakuma apolu ro apwe po ma ta shiro wi to lo. နော်ဖက်နေဖက်လီမတာစီခွီးနေလောဆောအပေါ်လိုကေနော်ဝဲကေဖုတ်ကလေးယူဟာသတ်ဆွေးနော်လား Era ka kan yu chan man to pi ma wi ni ro si si na ji. အဝဲလေကောမလာအဝဲလေအတာပါလူပါတာပါကန်စုကနာပါဝီမာသတ်ဆွေးဟဲလောလား Era sui ku kwe re the ma wi ni the ma phya yo la bi. နော်ဖက်နေနေဘဲတာဘူးတော့ဘာတော့ဘူးလားတပ်ဘူးနေယူဟာဟဲတူလီ Ke phya che pru ku kwe ya me. အခုနေဘကမဘူးတော့ဘာတော့ဒီဆိုင်တာပါတာအခက်ကြီးလေ Chano ali tha bi pyo ro me. ဟာဒီကတဲ့ရပြီတော့ Lu ma apai tong pai shi. ဝါဒီကနေဥဝလာသမီ Na pati khana ku. တဲ့ကနေနော်ကိုဝလာ Na pani sei. ခီကကနေတတ်မှုဝ Na လာ pa to wi ni. တဲ့ကနေနော်နော်တတ် Ta တော့လာဝ sui လာ apai tong pai shi to chang. နေလည်းပါဝလာသမီကိုနော် Asa tong myo jong yin pyo me. နော်တာအော်သက်လူဝလာ Khana ku asa. နော် Sa le. နော်ကိုအတာအော်နေပါဝလာ Pe lu sa de le sui. ဘာအော်ဒီလေနေ Let ne yu bi psa the the le. နပါဟိတယ်စီလောပါပွင့်မကောဘူး Era ka khana ko sa pi. အဝဲနေမေနော်ကိုတာအော်ကော Sei ne lo ma sa shi de. နော်ဒီနေတော့နော်တတ်မှုအတာအော်ဝလာ Sei ne lo ma sa ka myasi ne na ne sa ya de. အခုလေတတ်မှုအတာအော်နေပါအော်ဝလာလည်းမဲခီတော့လည်းနာ Ku yau shin ji de so ra. အခက်ကြီးလည်းကွာတော့မှုနေ TV ကြည့်တယ်ဆိုတာ အကွာ TV နဲ့ အဲ့ဒါကစိတ်နှလုံးအစာ အဝဲနေမေဝလာနဲ့နတ်တမှုနော်နတ်တဝဲနေအတာအော် အိမ်ထဲမှာရောမှာတယောက်ကြောင့်စိတ်နှလုံးအစာအမျိုးစားမကြိုက်ဘူးအကြောက်ကြောင့်မတူဘူး လည်းဒီတပလပူရအဟိတပလပူဒါလည်းဟိဘောမတူရနဲ့အတာအော်တကလည်းဒီတော့ပါ ဒီကြည့်တဲ့ဟိုရမှုကွန်ထူရှိတယ်မလား တော့ကွာ TV ရီမို့ကွန်ထရိုး အဲ့ဒါတော့ကြောက်ကြောင့်လူကြတာလေ တော့ဘာကူလာတကလည်း စိတ်အစာမကြိုက်လို့ကိုကြိုက်တဲ့အစာကိုကျွေးချင်လို့လေ အတာအော်ဒီတော့ပါတကလည်းအဲ့တော့လေ အဲ့ဒါကနားနဲ့ကြအမျက်စိနဲ့မြည် အဝဲနေမေတာလက်ထီလည်းပဲခီ နားနဲ့ကြ တော့လာဘူးလည်းနာ ခါတော့ဟုတ်ပြီအားရတာလေ အဲ့ဒါခိုင်တော့ခိုင်နေအဲ့ဒါတူအော်ရာတာ ပါအစာကျွေးတယ်လို့ဆိုစိတ်အစာကျွေးတာ ဘယ်တူအော်ရာတာအတာအော်လို့ ဝိညာဉ်စာကတော့ မင်းလည်းနော်ကလာတဲ့နော်တာအတာအော်လို့ ဘာကနဲ့စားလို့စိတ်နှလုံးကလည်းစားတယ် ဘာအော်ရာလဲအနော်တာလော ကဲအခုဝိညာဉ်စာကျွေးနေတော့ တော့ခေဒီဘကောအော်ရာနော်တာတော့ ကဲဒီနေ့ပါဆိုရင်ဇာခရီအခန်းကြီးခုညအငယ်စနေမှာ အဝဲလစ်ကာရီယာအစတို့နွီအစဘတ်စီခုနေလား ခုညအငယ်စနေ စကာရီယာအစတို့နွီအစဘတ်စီခီနေတော့ပါတာဒီလကလစ်တမလာတော့ဒီတော့အတူတနာဘူတာတော့တော့တာကတော့လေဂျွာဟေဂျီဝဲလာအတလဝီခေါတိတပါစင်ဘူးလေမာတာဒီတော့တာတထောဖတ်လို့ဟဲ့တော့လေကတိမှုကောင်လို့အယွာအိုလော ကဲအဲ့ဒီမှာပါပြောလို့ဆိုကောင်းကင်ပူချီရှင်သာရပြစိတ်နှလုံးငါတို့စိတ်နှလုံးကနှုတ်ကပတ်လို့နားမထောင်မကြောက်စင်ကြောက်ထက်มาစီတယ်တဲ့ အခုလေဒီတော့အတူတနာဘူတာတော့ကိုလေဂျွာဟေဂျီလာတာအခုလေပါတာဒီလကလစ်တမလာတော့လား ဒါကြောင့်ဖယားတအားအမျက်တော်တာဖြစ်တယ် အခုလေကစားရောအသက်ထော်တာဖတ်လို့တော့ ငါတို့စိတ်နှလုံးကဖယားကိုလက်ခံခြင်းနဲ့ဖယားစကားကိုကြားခြင်းနဲ့စိတ်မရှိဘူးစိတ်နှလုံးကမာတယ်တဲ့ အခုလေပတ်တာပနောတာဝဲဒီတော့တူတဲ့တော့နာဟုကစားရောဒီတန်းတွေကိုနေနော်သာဝဲကိုဝဲလား အဲ့ဒါကြောင့်စိတ်နှလုံးထူတဲ့သူနှလုံးဖျားကပေးထားတယ် အခုလေ တူ အခုလေကစားရောဟိဝဲလားခိခုနော်လက်ကမလို့ပြဲဝဲလားသာဝဲလားသာလာအခုဝဲလား ဒီလိုခန်းကြီးနဲ့စတော့ ယေရမိစတော့ခိစီတာ အငယ်နဲ့စတော့ခိုင် ယေရမိစတော့ခိစီတာစဘောခိစီခွင်းယောစီဝရာယေကလူမာတာဒီမေဥတမေမာယောစီဝရာတော့မာတာဒီခိကူလာအမလောကလေလောလေဝအတုတမေမာ ငါဤနုကပတ်တော်ဒီမိခေတို့လကောင်ကြောက်ကိုထုတ်ချီတို့တန်တူခေတို့လကောင်ဖြစ်ဒီမဟုတ်လို့ဟုဟောရဖျားမေလို့ဒီ ဝဲအီမေယောအကလူစီဝရာ အဲ့တော့နှလုံးသားမာတဲ့နှလုံးသားကိုဖျားဝင်ပွက်တဲ့
သူအမျိုးအစားထူချေတဲ့အမျိုးအစားကိုပေးထားတယ် အခုလေဒီတော့တိုက်ကမှပလက်ပြီးတော့တက်လက်အကူပေါ်လေကစားရွာဒီဝရခိကူခိလူ ပထမပါနဲ့ထူဆိုနုကပရတူနဲ့ထူတယ် တဲ့ကလေးမျိုးတာတော့ရွာအကိတာအကိကူနေလား ဘယ်လိုနုကပရတူနဲ့ထူတယ်ဆိုရင် တော့မအဲ့ဒါတော့မပလက်ဝရရွာအကိကူမပလက်ဝရဒီလေ ဖယားအတုံးပြတဲ့ဆရာတယောက်စီလို့ပြင်မှာ ကစားရွာပလက်ဝရခိကွာတဲ့ကဝီမတော့ အဲ့ဒါကနုကပရနဲ့ကိုအပိကိုတီးကိုပေါ်ပြပေးတာဖြစ်တယ် တော့ခေါပလက်ရွာအကိတာလေဒီတော့ဖတ်တော့ဝရပတိုင်စာဘာသာတကမာဒီပါ ကိုအားနေချက်ကိုတီးကိုဖယားကပေါ်ပြပေးတာဖြစ် ဒီတော့ပကတိညာဝရပတိုင်စာဘာသာကိုနေရွာတော့ဖတ်တော့လား အော်အမိမှန်ရတယ်ဆိုရင် တော့ဒီလေပတိတော့ကလေးပတိုင်စာဘာသာလီတော့ ဖယားကြိုက်တဲ့နဲ့လုံးသားဖြစ်သွားပြီ တော့ကဲတော့ကလေးကလည်းလာလေအပါကစားရ ဟု တော့ တ်ပါတယ်ကျွန်တော်အားနေပါတယ် မေလောဒီတိုင်စာဘာသာ ဟုတ်ပါတယ်ကျွန်တော်အပြစ်ရှိပါတ မေ ယ် လောဒီတိုင်မှာဦးလော ကျွန်တော်ကထုံလွှားတဲ့စိတ်ရှိပါတယ် မေလောဒီတပတ်တော်ကဦး ကျွန် လော တော်မကောင်းပါဘူး မေလောဒီတကိပါ အဲ့လိုစိတ်တိုက်ရှိလာပြီဆိုတော့အဲ့ဒါသူနဲ့ထိုးရတဲ့အမျိုးအစား နမေနတမေအိုဒီနေလီနော်အဝဲဤမေရာခိကူလဲရွာသူဝရ အဲ့ဒါကလုတ်ကပရသူနဲ့ထိုးတယ် အဝဲနေမေတာလဲရွာအကလီဒါခိကူနေနော် သူနဲ့ထိုးရတဲ့စိတ်နှလုံးအမျိုးအစားရှိတယ် အခုလေဒါကလည်းမလောပြက်လက်ခိကူတနေပါလေအိုတကူလီ အဲ့ဒီနှလုံးသားကဘယ်လိုမျိုးလဲ တော့တကလူဒီမဒီလေ မီးနဲ့ပေးတယ်မီးနဲ့ပေးတယ် နပါမနမေဦး မီးနဲ့ပေးတယ်ဆိုတော့ဒုက္ခစေးရုံပြောတာ တော့တလမေဦးစီကနေတန်တကဘော ပါရီဒုက္ခစေးရလဲဆိုရင် တော့တန်တကဘောမနီတယ်ပါလေ ကိုကုမာနာထောင်လာတယ် တော့ကစားအကစားရဲပါတော်က ငါမှငွေရှိတာပဲ အာယကလူစီအို ငါမှပညာတတ်တာပဲ ယတကဘောဒီအို ငါမှဖျားကြုံလက်တည်တာပဲ တော့ယတေရကစားရကေကလူစတော့ တူပုံမြင့်တဲ့အတွက်ကြောင့် ငါကစားရဲပါတော်ကဘောတော့ လောကပတဲ့ထူလို့လည်းမရဘူး လက်လောလာယောအကလီဒါခိကူနာကေတပလဲလား မီးပေးတယ်ဆိုတာ ဒီမေတဲ့လည်းဟိဝဲမေဦးလေ ဒုက္ခစေးရပေးတာ မေဝရဘာလဲခေါ်တော့တန်တကဘော အမှုဖြစ်ခိုင်းလိုက် တော့ဒုကေရတာမူတာရာဒီ ဖြားနာပေးလိုက် ကေရတာဆုကေမီနိုဒီဒီ ကားတိုက်ခိုင်းလိုက်က ပ်လေရာဒီဒီ ပြဿနာတစ်ခုဖြစ်ခိုင်းလိုက် တော့တာကောတကေဟဲအိုဒခါကော သူအားကိုးထားတဲ့ငွေရီလက်ပန်တဲ့ကလည်းခုပြဿနာကျွေးနေရတယ် တော့တာလာအပိုင်ပါဘောလာလက်လို့စီဝလေလက်ပဲဝင်ခါဝိခါနေတာကောတကေ ပြ တော့ ဿနာကြီးရှင်းနေရတယ် တော့ပါမရှေဝလာတာကောတကေခါဘာက နောက်ပိုင်းကတော့ လက်ခိတော့ ခုမှလောင်ရှိသားတဲ့ငွေရီလက်ကုန်ပြီ စီလုံးလုံးအော်နေလေလီ ကိုတက်ထားတဲ့ပညာနဲ့တုံးလို့မရတော့ ဒါကူပါကူလာသေဝဲဒီပါကေတူအနေနဲ့ပါ ကိုကဖုန်းခေါ်လဲကိုဖုန်းကိုကင်ပေးမယ်လို့မရှိတော့ တော့ကောဖိုးလာကေပါဖော်ဖို့လို့လာပါ အဲ့ဒီချိန်မှတာလဲ ဟဲနေအစကတူပါ ပြုံသွားမှကုန်သွားမှ လေဝဲဆောပိကလေးပါ ငါဘာမှမဟုတ်ပါလားဆိုတာလေ အော်ဒီတမေတာနော်ဒီမလဲ အဲ့မှာစိတ်နှိချလာ ဟဲနေမှာတလာဆောလကနေ အဲ့ဒါကမီးနဲ့ပြေးပြီးမှထုနေတဲ့နှလုံးသားတွေ အဝဲလေခိကူတူလဘာဟီရာမေဦးဝိမာလာမှာပွေရတာတောင်းနေ မီးနဲ့ထုတယ်ဆိုရင်ကုန်ကြစိတ်များတယ် အခုလေမေပါမတက်လေမေဦးလေးတလူကလေးစီအောင် သူနဲ့ထုလို့ရတယ်ဆိုရင်ကုန်ကြစိတ်တက်တာတယ် မေပါမပလက်ဝလေခိကူမေနေနေကိုညာရီတလူ ဒီမှာရှိတဲ့လူပဲလူမျိုးနှလုံးသားပိုင်ရှင်ကိုကိုစစ်ကြည့်ပါဦး အခုလေကွာလောဖေးဒီပါပတာအင်းနေဒီလေဒီနေမောကတမီကလို့တာ မီးနဲ့ထုတယ်ဆိုရင်ခမရရှိတဲ့မြပြောင်းသွားလိမ့်မယ် မေပါမတက်လေမေဦးလေးတလူကနာနေကလေးတော့ သူနဲ့ထုလို့ရတယ်ဆိုရင်အဆင်ပြေတယ် မေမပလက်လေခိကူမေနေဒီကိုညာရီ ကိုနှလုံးသားကိုစစ်ကြည့်ပါဦး အခုလေသမီးတို့လောကရန်ကြီးပုံစံ စာလာ50တီ ဟာစီတော့ရစီတော့ ငယ်စခုပါပြီမယ် အစဘောတစီနွေဟာစီတော့ရစီတော့စဘောတစီနွေယောအတလူနေမေတ္တာတုကတာရောတာတုကတာလို့တော့တာပေါ်ရလောကိတနေယောနတမဘာတရောတပါပါ ကျူးပေးကြည်မွားတဲ့နှလုံးသားကိုဘုရားကညစ်တယ်တော်မူ အခုလေယောတကြီးလိုဝဲတာတော့တာတုကတာလို့ပါ အဲ့ဒီနှလုံးသားကဘုရားကျက်တဲ့ရစ်ဖြစ်တော်တယ်ဟာလေ အခုလေတာတုကတာလို့အတနေမေတာလူလားအပါကစားရတာတော့ အဲ့ဒီနှလုံးသားထဲမှာဘုရားဝင်လို့ရပြီ အခုလက်သားဝဲလေကိုလေကစားရနေတော့နေတော့ ဗျာဒီချမ်းခန်းချစ်တော့အငယ်20မှာ လီလောပလာစတော့တန်ဆဘခီစီနေ ငါဒီတကားရှိမှရရခေါ်လဲဒီ ယစတဲ့ဝရလက်ထရမယ်ရရဒုတ်တော့လက် အ ထရ ချင်း နော် တူဒီငါရအတန်ကိုကြာရကဖွင့်အား ဒါပေါ်လာလာဝူကြီးကတော့အော်တော့တွနေ တူရှိရတူငါဝင်ရတူနဲ့တူစားတော့မယ် ရကဟဲနေလို့စု
ပွားတဲ့နော်ရကိုအော်ခတာတော့လော အဲဒီနှလုံးသားထဲမှာဖျားခင်ဝင်လာတာဖြစ်တယ် ကိုလေရွာဟဲနေတော့လက်သအဝနေဘူးနော် ဒါကြောင့်ဖျားတခင်ကိုလက်ခံတဲ့နှလုံးသားဖြစ်သွားပြီ အခုလေကဲတော့လာသလာအတူလို့ကစားရွာလီ ဖျားနှလုံးသားထဲမှာလက်ခံတဲ့ဆိုရင်ကိုယ့်ဝိညာဉ်ထဲမှာဖျားရောက်လာတာဖြစ်တယ် အခုလေတိမေတူလို့လီကစားရွာလီနေလောပတာကိဘူးနေကစားရွာဟဲနေလို့အဆွတ်တယ်လီ ယောဟန်အခန်းကြီး6 လီယောအဆက်တော့ခု 30ခုနှစ်ကနေ63မှာရေးထားတယ် ဒါစီနွီတလာခုစီတဲ့ကွက်ခေါလာ ငါကောင်းကင်မှာစင်တက်တဲ့အတက်မှုဖြစ်တယ်တဲ့ ယေမေဝလာဒါမူကိုလည်းဟဲတော့လည်းမူကိုလော မိရုပူပိဒီကာတဲ့ကောင်းကင်ကစေတမာနမှုစာဖြစ်တယ်တဲ့ ဒီပူပီလာပလာဒီပါနေရနော်အော်ဝလာကိုမနာလည်းဟဲတော့လည်းမူကိုတော့စီဝလာနော် ငါအသားကစာဖို့ဖြစ်တယ် ယေရမေဂေဝလာလည်းတာကိုဟော ငါ နော် တွေ့တော့ဆရာဖြစ်တယ် ဒါယေစီနေမေတာလည်းကွက်အော်ဟော ငါ နော် ကိုစားတဲ့လူက ဘာလဲအော်ရနေ ထာဝရအတက်ကိုရမယ်တဲ့ ကမူကိုအော်ရတာမူထီနော် တေချင်းနဲ့အစင်မပြတ်ကြလို့ဟာ ဟာ လေ ကပူဖလက်တော့တာဒီတော့ထူလို့ရနေလေ ဒီကလူဒီကအဲ့ဒါကြားတဲ့ချိန်မှာ ဒီမေပွားယူတာဘုရားနာဘူးတာလို့လေ ကအကီပုဂ္ဂိုလ်ကတူတယ် ဒီကွာပွားတကယ်ကြီးမေတာလေ သူ့အသားကိုစားခဲ့တယ် မအော်လာညာတော့ သူ့အသွေးကိုတောက်ခဲ့ မ တယ် အော်လာစီတော့ ဆုံးလာကဝေလာလူတဲ့ကြောက်ပြင်းမှာ မေတာဝိတနာကွာပွားပြီးတော့လား လူတွေကမခံနိုင်တော့အကုန်လုံးတရှူရှူပြန်ကုန်လာတယ် ပွားလေးဖားလေးရောက်သူ့ဘက်ပေါ်လာဟာတော့ဝေးလား သူ့တပည့်တွေပဲကြံတော့တယ် ဦးတီတာတဲ့အပလေပေါ်သေးပါ မင်းတို့လည်းမတော်ဘူးလားတဲ့ အဲ့ဒါသူ့ရဲ့သူကဟာဗျာ သူ့တပည့်တွေသဘောပေါက်တယ် နာကေအပလေပေါ်သေးတယ် ထာဝရတဲ့နေရှင်တဲ့စကားကကူတော့မှာပဲရှိတယ် ခုနေတာကတော့လာပါထွရတာမူတူရလေပေါ်လာလည်းပူလို့လား ယေရှုကပါပြောတယ် ဆိုင်ရှုတယ်လားဒီလား ငါပြောတဲ့စကားကဝိညာဉ်ဖြစ်တယ်အတက်လည်းဖြစ်တယ်ဟာ အဲ့တော့လည်းတဲ့နေမေဝတာဟဲ့လက်ကတော့မင်းစီကောတာမူလို့လား ခန္ဓာကိုယ်နဲ့စားခဲတာမဟုတ်ဘူး မေလည်းပါအော်လည်းတော့ခုပါ ဝိညာဉ်နဲ့စားခဲတာဖြစ်တယ် ပါအော်ဝလာလာတော့တာနေတော့ ဝိညာဉ်ထဲမှာဖျားရောက်လာပြီဆိုရင် ဒီမေကစားဟဲ့လည်းတော့တာပူလေး အဲ့ဒီချိန်မှာနာဝိညာဉ်နဲ့သစ္စာနဲ့ကိုယ်တွေ့ရတာဟာ ဟာ လေ လေ လုယာ ခါလေးမလည်းပူတော့ပါလို့ဆိုလည်းသူလည်းတာတော့တာမိတာတော့ပြောရတော့ ကဲခင်ဗျားတို့သဘောပေါက်ကြထပ်ပြောမယ် ဒီတော့ဒီတေချာကတဲ့ရတော့ ဖန်ဆင်းချင်းကြုံသွားမယ် ဘာလဲတော့တာတီးလို့ကြီး ကပ္ပာဦးကြအခန်းကြီး26-29မှာ ဒီတက်မရှိတဲ့စဘောကစီကစီနေ ငါတို့ပုံတရနဲ့တင်းရတရန်တီလို့ဖန်ဆင်းကြ အဲ့ ဆို ဒါမောပတီလာပါရင်ဒီပေါ်ကြီးပေါ်ကေပေါ်ဝနာဝဲဆိုတော့ ကဖယားကြီးဒီမိမိပုံတရနဲ့တင်းရတရန်တီလို့ဖန်ဆင်းလို့ဟာလေလုယာ တီလာလာပါဘောဒီအကေဝနာဝဲ ဖ ဆို ယားဘယ်လိုဖယားလဲ ရွာတကယ်မရွာဒီလေ ကျမ်းစာမှာပြောတယ် ဒီဆိုဒီတယ်လား ဖယားနာဝိညာဉ်ဖြစ်တယ် အစာရောမေတာတော့ ငါကိုကူကွယ် ဘာလဲပူတော်မရရလေ နာဝိညာဉ်နဲ့သစ္စာနဲ့ကူကွယ် ဘာပူတော်မတော့လဲသူလက်တာတော့လက်တာမိတာတော့ အားကြောင့်ပါဆိုဖယားရဲ့မြူသူကဒီနေ့ဘာလို့ဆိုရင်ငါတို့ဝိညာဉ်ကဖယားနဲ့မြူပြေစားသူဖြစ်တယ် ဘာလို့ခေါ်လဲနော်တာလို့လာပူနေမေတာတမီခေါ်တော့ကစားရောအဆန်နော် ဖယားလက်ခံမဖယားရောက်လာမ ကစားရောတူလို့မကစားရောဟက်တူမတော့ အဲ့ဒီချိန်မှာကဲတင်ချင်းကိုလည်းရသွားတယ် ဟဲ့နေကမလေးတောက်ကြီးကောကြီး ထာဝရတက်လည်းရသွားတယ် နေတာမှုထူယော ဖယားသားလည်းဖြစ်သွားတယ် ကဲတော့ရကြီးရွာဖို့ အဲ့ဒါဖယားလူလို့ပြောတယ် အဝဲနေတဲတော့ကဲတော့ရွာ အဲ့ ဖို့ ဒီဖယားလူဖြစ်မှ တော့မေကဲတော့ရွာပွားကရော ဖယားနဲ့ကူးကွယ်ခြင်းကိုစတာဖြစ်တယ် စတော့လည်းတာပူတော်မတော့ကစားရွာတယ် ဟာလေလုယာ ဟာလေလုယာ ယောမခန်းကြီးရှိ ဒီလိုမေစတော့ကော 26-29မှာရေးထားတယ် ကစီနူးနေကွာကလာ ဖယားအကြိုက်ကိုတဲ့လူကကူးကွယ်လူကစွတ်တုံးလို့မရဘူးတဲ့ ကိုလေရွာအတာပါတနေပေါ်ရောခေတော့တနေပါလေလား ဖယားဝိညာဉ်လူထဲမှာရှင်မ ဒါလည်းရွာအတာမင်းကိုလည်းပွားတကပူမ တန်ရှင်သောဝိညာဉ်တော်လူထဲမှာရောက်လာမှ အဆောစီမင်းလူလည်းပွားတကနေပူမတော့ အဲ့ဒီဖယားဝိညာဉ်ကဖယားအကြိုက်ကိုဖယားကိုကိုယ်ဖြစ်တယ် ကိုလေနော်ဒါသာလည်းလာပူနေကပူတော့ပါတော့ကစားဒီတပါဆိုင်တာကတင်းနော် ကဲမတ်တဲ့အခန်းကြီး19 မတဲ့မတဲ့ဆလူစီကော အငယ်19နဲ့10မှာ စဘောတစီကွကီစီနေ ကိုကိုယ်ချင်းကြောင်းသွားတယ်မို့ ဟဲ့လေတာပူတော့ပါတော့ လူနေရောက်တော့ပေါ်သူစွတ်တော်ရင်ဖယားကကောင်းကင်ပေါ်နာတယ်ငါလေ ဝါခိကအကမင်းဒီကတော့ကနေပါလို့ဘုကနေကတော့နာကူကြတာ လူနေတာများတာရေးမကြည့်ဘူး ကိုလေကွာအကွာစရာရိတ်လို့ပါ ဖယားလူနေရောက်ကိုကိုယ် ဝါလာအကမေရာရွာပေါ်ရောခိကမင်းပူတော့ပါတော့စား လူနေရောက်တော့ပေါ်သူစွတ်တော်ရင် ဝါခိကအကမင်းတော့ဘလို့ခိပါလိပါလေ ကောင်းကင်ပေါ်ကဖယားနားထောင်မယ် ပါလို့လမှုကိုရွာလည်းမှုကိုနေကတော့နာ သုံးရောက်အလဲမှာငါရှိတယ်ဟာလေလုယာ ဒါကအခါနေယူလို့တော့နာအိမဲ သုံးရောက်အလဲမှာဘယ်သူရှိတယ်လဲ ကိုလေလက်သက်ကအကလန်ယူလို့ ဖယားရှိတဲ့ညာဖယားကူကွယ်တဲ့ညာဖြစ်တယ်ဟာလေလုယာ ဖဲရွာအို
တော်ဘာတော်ရွာလောလော ကဲလူလူချင်းတန်ဖိုးကြောင့်ခုပြောတော့မယ် အခုနေပွားတကားနော်အတာအလူပွေကြီးနေ ဒီမှာဖယားကယုံကြည်သူနဲ့မယုံကြည်သူကိုချင်းခွင်နဲ့ချင်းထားတာရှိတယ် နော်ကစားရွာစောကွာဝဒကွာလည်းအနာတာကွာလည်းတနာတာလေဟိုလား ဟေရှာယအခန်းကြီး30 ဝိရှာယဆလုသစီ အငယ်စခွင့်ကိုဖတ်ပြပါဦးအာဟိုအိဖတ်ပဲဟိုတန်ရင်အခန်းကြီးက ဒါရလာအဆလုရဲ့ အငယ်နဲ့စနေခွင့်ဖတ်ပြပါ အငန်း အငယ်နဲ့စခွင့် ဝိတန်ရဆလုရဲ့ဆဘခိစီနူးနေ ခန်းကြီးကနော် ဆဘခိစီနူးနော်တကယ်လားဒီပစီတာတော့တာဆောနာလဲစောဘဘူးတော့နတအားပါတော့ ကဲတီကလာရဲ့အနတိပေကကိုလိုကိုချင်းခွင်နဲ့ချင်းရောကြောင့်ကိုတွေ့နေလို့ကြီး အခုလေတကယ်လားအကောင်းလေဒီပစီတာတော့တာဆောနာလဲစောဘဘူးအဲ ဖယားမှာချင်းခွင်ရှိတယ် အစာရဥရစောဘော အေးအဲ့ဒါကနီပူခနီဇာရဲ့တာပေလာယာဇာမင်းကြီးကဖယားနဲ့မမှန်တဲ့အတွက်ကြောင့် အခုလေနဘုကနေစာအဖို့ကွာကြရည်မလဲအတပါလကကစားရအခုလေ ဖယားရဲ့ချင်းခွင်ထဲမှာရော့တယ်တဲ့ ဒေါ်လာယူအစောနောဘူးလေအစောဘောဘူးလေအဝဲစလာဝဲလာ ဒီ လို့ မှာကြည့်သူကပါကုကစားရွှေဖျားဝေဖျားကြီးဖျားကြောက်ဖျားကိုပတ်နေကိုချီမလာလေ တော့အဝဲဘူးတော့ဘာလို့ဘူးတော့ဘာလို့ကစားသူကစားစေကစားတော့ဆိုကလာတာလေလေးလေးပါလေ ကုကွယ်ချင်းမှာလမ်းလဲသွားတဲ့ကြောင့်ချင်းခွင်မဖြစ်တော့ဘူး အခုလက်တာဘူးတော့ဘာလို့လေတပလာကွေကိုလေစောဘောဘူးလေတပွဲလာပါ ကျွန်တော်တို့အပအစီလိုအပ်ပြက်ခံပြင်ပါဖယားကြောင့်လာတယ် ဝဲလာတနွီနေပခေါ်ပြက်ကတာပိတာမလို့တော့ပဲဟဲဘူးတော့ဘာလို့ဆိုင်ရ ကုကွယ်ချင်းမှာချော်ပြီးဆိုရင်ချင်းခွင်ပြည့်တော့မှာမဟုတ်ဘူး ဒါဘူးတော့ဘာလို့ဘူးမင်းတပလာလေးနေစောဘောဘူးလေတပွဲလာပါ ဒါကြောင့်ချင်းခွင်ပြည့်ဖို့ကကုကွယ်ချင်းထဲမှာအလေးချိန်ရှိတယ် အခုလေဒီကတော့စောဘောဘူးပွဲဝင်လက်တာဘူးတော့ဘာလို့ဘူးလေတော့ဥရအတေးရ လူနရောက်တော့ပေါ်သူစတော်ဖျားကလာတော့ ဘာခီကအတမင်းဒီလိုခေပါဒီပါနေရွာဒုကနာမလား တုံးရအလဲမှာဘယ်လိုရှိလဲ လက်တော့ကလာနေမကောင်းလေ ဖယားရှိတယ် ပစာရွာဥရ ဖယားပါတဲ့ချင်းခွင်နဲ့ဖယားမပါတဲ့ချင်းခွင်ကြောင့်ကိုဝင်လာတယ် အခုလေစောဘောတော့စောဘောလာဥရရွာလာစောဘောလာအတေးဥရရွာနေပြီတဲ့ပြသေးတယ် ကဲအခုပြန်သွားမယ်နော်ဟေရှာယခန်းကြီး30 ဝိရှာယဆလုသစီ အငယ်စခွင့်ရဖယား စဘတ်စီနွေဝါတကထုကခိလပွာတကသုခောတာကိုဒေါ်လပွာသုခောတာရေကမညနေသူကခိသူအိုလတဲ့ဒီတေတိလကစတော့ကိုနေဒေါ်ဒီတပလောလအတာဆုကိုအတုနေတော့ ကဲအဲ့ဒီမှာတင်တို့ဒီတုံတိပေါ်မှာစိုက်တော်မတင်ခေလို့ကောင်းကုန်းပေါ်မှာထူတော်အလံခေလို့ကောင်းพี่ยาดีแต่အောင်တယောက်တော့သူချင်းနေတထောင်တော့သူတို့ပြည်လိမ့်မယ်ငါရောက်ချင်းနေတတုံးပြည်ကြလိမ့်မယ်တဲ့ ဝါတကထုကခိလပွာတကအိုသုခောတာကိုတော့ပွာလသုခောတာရေကအမညနေသူကခိသူလအိုလတဲ့ဒီတေတိလကစတော့ကိုနေတော့ အဲ့ဒါဘုရားချင်းကိုဖြစ်တယ် အဝတ်နေမျိုးလာရွာအစောဘော ယုံကြည်သူတယောက်ကမယုံကြည်သူတထောင်နဲ့နိုင်ပါလေ အခုလေပွာနာတာတကလေဘာတာငါထုတော်လာပွာတနာဘာတာအကတတို့ ဘာလို့ဆိုယုံကြည်သူတယောက်ထဲချင်းကိုထဲမှာရှိပြီးမှမယုံကြည်သူတထောင်နဲ့အလေးချင်းရှိကြောင်းပေါ်ပြတာ ဘာလဲစောပေါ်အဝဲအတရနေတော့ပွာနာတာတကလေဘယ်သို့တော့အတရဘယ်သို့တော့ပွာတနာဘာအကတတို့ ဘာဖြစ်လို့ယုံကြည်သူတယောက်ကတထောင်နဲ့နိုင်တယ် ဘာဘလူဖို့ပွာနာတာတကလေဘာဒုလိုလည်းပွာတတို့လေ သူ့ထဲမှာဖျားရှိလို့ လဲအဝဲဘူးလေရွာအဝဲတာ ဖျားပါတော့ကြောင့်အလေးချင်းတထောင်နဲ့အလေးချင်းချင်းပေးတာ လေ ဒါလည်း ရွာအိုလာဘူးလေအတရအဝဲတာဘယ်သို့တော့ပွာတကတို့လည်းနာလာပါလေ ယုံကြည်သူယုံကြည်သူတယောက်ကကျွန်တော်ပြောပြတယ် ပွာနာတာတက်ပြရ အမေရိကမှာရွှေထားတဲ့ညာရွှေတက်ရှိတယ် လဲတော့အမေရိကန်နေထူးအတက်အဝဲတာ အဲ့ဒါကဆန်ဖရန်စစ္စကိုဆိုရင်ပါတီနယ်လေကယ်လီဖိုးနီးယား တော့ အဲ့ဒီမှာဘာလို့လဲဆိုရွှေတက်လို့ထားတယ်တဲ့ Los California ဦးရထူးအလောထူးတော့တော့ အမေရိကမှာမီမာတဲ့ညာမှာရွေးချယ်ပြီးမှရွှေတက်
တူလုံးကိုလောက်ထားတာ အခုလေလောကောအမေရိကန်နေဟောကိုလာအမလောနေဝလေတီဝလာဒါပါထူးတော်လေ အဲ့ဒါကရွှေကအလေးချိန်တအားတင်းတဲ့အတွက်ကြောင့်မြည်ချင်းမကြုံတော့အမဆုံးညာရွေးချယ်ပြီးလောက်ထားတာ အခုလေထူးနေမေလခေါ်လာခုလေဒီတော့ဒီတော့ဖော်လို့ဟောကိုလေဘာခူလာဟောကိုမမလာလော တတိဒီကရွှေကိုခါတဲ့အယောင်းဝယ်လောက်တာလေ နော်ကွာသူ့ပါတော်သေးပါလေနော်အဝတ်တွေမပဏိတာကလည်းထူးတယ် အဲ့ဒါကရွှေကနေရာမရွှေဘူး အခုနေတော့ထူးတဲ့အလောတွေသိတာပါ ကနန်းပဲရွှေပြီးမှအယောင်းဝယ်လောက်ကြတာ နော်ထဲလာလက်တာသိတယ်နေလားနော်ကနအလီလည်းပြည့်သိတာ ပေနိပေရက်ကဒီတတိကရွှေတန်ချီဘလောက်ပိုက်သွားပါတယ် ခုလေမင်းဒီမကဖက်တဲ့ဒီလည်းကွာကဲလို့ကိုင်းနေပါဝလားဘယ်ပါဝလားထူးစီအစီယာ အဲ့ဒီတတိကရွှေကိုသွားထုတ်ယူတာမဟုတ်ဘူး တော့ကွာကဲလို့တဲ့ဟဲကြီးလေထူးလို့လို့ပါ အဲ့ဒီကိုင်းညာမှာရွှေတိုက်မှာထားတာ ထူးလေအိုးလည်းထူးလို့နော် ပေရက်ကဘသူရွှေဖြစ်သွားပါပြီ မင်းဒီနော်မတာကဲတော့အကစားလေးလေ ရွှေကမရွှေပဲနဲ့အယောင်းဝယ်ကနန်းပဲအဲ့ဒါပဲအယောင်းဝယ်လုပ်နေကြ ထူးအလောတွေသိတာပါလားကဲတာစားတာပွင့်နေအလောကြီးသိတာပဲလေ ရွှေကအလေးချိန်တာအပြင်းလို့ဖြစ်တယ် မေလထူးအတရကိုရတော့မှာ အဲ့ဒီရွှေတဲ့လေးတာကတော့ကပ္ပပေါ်မှာအလေးဆုံးကတော့ဖျားပြတာလေလေ ခုလေတာကခလေထူးလေလောက်ကိုင်းနေရကစားရလား မယုံကြည်သူတထောင်ယုံကြည်သူတယောက်နဲ့ချိန်ခွေပေါ်မှာချိန်ပြ ဟုတ်တယ်။ဘာလဲတနာဘာတာအကတထိုးတော့ဘာနာတာတကနေပေါလာဆော့ပေါ်ဘောလေ ဒါကြောင့်စကူးကွယ်မှုမှမှန်သွားလို့ဖြစ်တယ်ဟာလေ ။ လေ ဘာလူကလည်းလက်ကပူတော့ဘာတော့နေပေါလာခွလေနော် ကူးကွယ်တဲ့လူ9ယောက်ပုံးလိုက်ရင်တဲ့လူတယောက်က2000လုံးတက်သွားပြီ2000လုံး ။တော့ဘာလဲပူတော့ဘာတော့ရမေးပေါလာရေကနေတကနေကဲတော့ခီထိုးတော့လား အဲ့ဒီမှာပါဆိုလူ9ယောက်ကရန်သူကိုချင်းနေတဲ့တက်တုံးတီးလိုက်ပြီဆိုတော့အဲ့ဒါလူတယောက်က2000လုံးတန်ဖိုးတက်တော့ပြီဟာလေလေ ။အာရေကနေမေးလူဝဲကဲတော့တကလာနေကမတကနေအားတော့ခီထိုးတော့ အဲ့ဒါကူးကွယ်မှုရဲ့တန်ဖိုးဖြစ်တယ် ။အဲ့ဒီမေဝလာတာပူတော့ဘာတော့နော်အလူပွေတယ်နော် ဟာလေလေ ။အာမင် အဲ့ဒါကကူးကွယ်မှုရဲ့တန်ဖိုးဖြစ်တယ် ။အဝဲနေမေတာပူတော့ဘာတော့အလူပွေတယ်နော် တာပက်လာဆိုမကဘူး ။ထဲနေလားကပါ ကူးကွယ်လေတန်ဖိုးအတက်လေပဲအလေးချင်းများလေပဲ နော်ဒီမဲ့ဒီပူတော့ဘာတော့နော်အလူပွေနေဒီထော်နော် တရားဟော30နီးတရားဟော30နီး Limoshe sa do taziki 30နီးအငယ်30ကိုဖတ်ရအောင် sa ko tazini Allah de plame ta sakwi o do jwa me ta katika khiba do wa de ga kele photo kwi wa de ga tho do khi ga ka tu ke do kwi wa de ga la di le do la ကဲအဲ့ဒီမှာသူတို့ခိုလုံဆရာကြောက်ပြီးသူတို့မယောင်သာဝရဘုရားကြီးသူတို့ကိုအတော်မမိုးလေးလူတယောက်ဒီလူတစ်ထောင်ကိုအပေတို့နေမီနေတဲ့လူနှစ်ယောက်ဒီလူတစ်တောင်းကိုအပေတို့ပြီးစေနိုင်မီလူနှစ်ယောက်ကလူဘလောက်နဲ့မယုံကြည်သူဘလောက်နဲ့ဆိုတတောင်း akho le kwa khi ga ne no pwe to do kwa le ta na ba pwe le ta ga la ကဲကူးကွယ်မှုအရှင်တက်လူလူနဲ့ရပ်ပုံလိုက်မယုံကြည်သူတတောင်းနဲ့နိုင်တာဟာလေလုယာ akho le kwa la pu do ba do yo ali pwe he do la khi ga me ba bo le pwe to do kwa ta na ba aga ta ga la အေးဒါဆိုစီးပွားရေးလုပ်တည်ဖြစ်စီပညာရေးလုပ်တည်လက်စားတည်ဖြစ်စီဒီနေ့ပါဆိုဖျားပါတဲ့အလေးချင်းကတက်သွားမယ် အခုလေတာမပဏိတာကမေကြီးတာခုတာခုပါခုတေမေကြီးမေပါရကစားကနေအတေယလေကခေါ်တော့နော် ဟာလေလုယာ အာမင် ကပ္ပါပေါ်မှာအလေးချင်းအများဆုံးကတာဝန်ဖြစ်တယ် ခုလေလောဟောကိုဂိတာလာအခဒုတ်တယ်နေတာတော့တာဝီနော် အဲ့ဒါကတော့စာလ60မှာရေးထားတယ် အဝနေကွက်ကလည်းလီစစ်တော်ခုစီနေ အေးမယုံကြည်သူဖိလိတိတက်တောင်းတဲ့ထောင်ကိုလောက်ကြတာလေတက်တောင်းတဲ့ထောင် တော့ဖက်နေကွာတနာတော့ပါပလစ်တာတကလက်ခိတိုနေ အေးအဲ့ဒါကဘာလို့ဆိုသူကတရက်မှာခုနှစ်ချင်းကူးကြတယ် ခုလေအဝနေတနီနေပူတော့ပါတော့ရွာနွီးစီနေတာလား ဖျားကိုခုနှစ်ချင်းချိမန်းလို့ပြောတယ်ဟုတ်လား စစ်တော်ကစားနွီးစီနေတာတနီ ဒါကြောင့်ပါဆိုအလေးချင်းကတအားစီတာ အခုလေအတေယနေခေါ်တော့ ယန်တူဒီကအဲ့ဒီစစ်တိုက်ပွဲမှာတာဝိပါပြီးဆိုတဲ့တရင်ကြတာနဲ့အကုန်လိပြီ တော့ဖက်နေလူသားတွေကသူ့ပဲနာဘူးလားကန်သူ့ဝဲရေစောတာဝိပါလိနေဆော်လေးဝဲနေ တာဝိပါပြီးဆိုဖျားပါပြီ ဒါသူ့ပဲစောတာဝိဝဲပါနေဂျွာပါကူတော့ အလုံးကယန်တူဒီမယုံကြည်သူတွေကကြောက်တာ အခုလေပတ်သူသားတွေပါပတ်တနာနာတွေပလီဝဲလား ဟ
ဟာလေလုယာ အာမင် ဒါကြောင့်ချစ်တော်မိတ်ဆွေ အခုလေတော့ဘယ်လက်တာရတဲ့ဒီ ကိုယ်ကွယ်ပါရမလဲ မင်းပူတော်ပါတဲ့ကနေနည်းလေ လူတွေကမီးကြတယ် ဟာကျွန်တော်ပါနော်ဒီကွာပါလား ကဲကျမ်းစာထဲမှာပြောထားတယ် လီဆိုစီတေဝလား အခြေလို့နည်းနည်းလူပြီးမှပြောရတော့မယ် ခုနေဘကဘာဂူနေတာဆဲလို့ဆဲ ဖတ်မြကျမ်းအခန်းကြီး8အငယ်1ဖတ်ပြပါ လဲခီမိုရှေဆက်တို့ခေါ်ဆက်ဖို့တန်းနေ အေးဖတ်မြကျမ်းအခန်းကြီး8အငယ်1 ခီမိုရှေဆက်တို့ခေါ်ဆက်ဖို့တန်း 8အငယ်1 ခီမိုရှေဆက်တို့ခေါ်ဆက်ဖို့တန်းတော့ယူအစီပါဆိုမိုရှေတော့စီဝဒလေစုပါတော့တော့စီပါယူအစီဒီကလာယကွာကမူတီတော့အကမယတကေ ဣသရေလလူမျိုးတွေဤကြည့်ကလည်းကဲတင်ချအရေးကြီးဆုံးကကိုယ်ကိုယ်ဟာလေလုယာ Ame Israel waktu di mana saya tidak lagi kudu akuti kage kudu ni mewah lagi kudu baru jual gula. ငါကိုယ်ကိုယ်ဖွဲ့ငါလူတွေကိုလွတ် Aku ni di kau kudu baru ya aku ni play kau kamu ni lah. တဆူကိုယ်ကိုယ်မင်းရတယ်မှာလေ Meme di ni dah kudu baru jual lo ni oh bela. ဖတ်မြအခန်းကြီး3အငယ်8ဖတ်ပြပါ Lah kimoshi sedo ke sebu kau ni. Dah ye hello di tu ye kemapu maple oleh kau kudu bu sebu. Dah tu ada kau oleh kau wani. Su kau tu bila agi dah le le. Su kau tu bila jual wala kan ti dah kena so. Su wa kena bu dah kau kita bu. Dah kau amu dah kau perasa bu. Dah kau kiwi bu dah kau ye bu bu ti dah Allah ni noh. ကဲပမာလူလည်းဖတ်မယ်အမရဘူးနော်သူတို့ကိုအကုတုပြီအကုတုလူတို့လည်းမကဲလို့၍ခါနီလူဟီတီလူအမောရီလူဖေစီလူဟီဝီလူဒီပူတီလူတို့နေရာနှုတ်နဲ့ပြားစီတက်တော်ပြီတို့ပူချင်းငါဆင်းလာပြီဟာလေလုယာ Amen. အဲ့တော့ဒီမှာရှိခန္ဓာပြေမှာပလူမျိုးနေရာဆိုနှုတ်နဲ့ပြားစီတဲ့တိုင်း Aku ni kau kena ni minta lah di ni minta lah jual lah kan ti dah kena so. ဤစရီကိုကဲပြီးတဲခန္ဓာရတဲ့သူဖျားပန်းတယ်မဟုတ်ဘူး Aku ni di ni tu kau buat Israel aku ni memu kau lah kau memu kena lah kini temi lah. Apa tu lah saya apa lah di ba. သူတို့ပန်းဖျားရပန်းတယ်ကခန္ဓာပြီ Yo apa tu kau ni memu lah kau kena. အဲ့ဒီခန္ဓာပြီကနှုတ်နဲ့ပြားစီတဲ့တိုင်းပြီ Aku ni kau kena aku ni meti kau lah jual lah kan ti dah kena so. အေးအဲ့ဒီကပို့ဖျားဆင်းလာပြီ Aku ni kesal yo hen li kesal kecil wadi. ကိုယ်ွယ်တဲ့ညာဖျားဆင်းလာတယ် Le tabu dah baru Allah ni kesal yo hen lo na. ဟာလေလုယာ Amin. ဖတ်မြောက်ရာအခန်းကြီး20အငယ်24ဖတ်ပြပါ Kimoshi sedo kisi. ဖတ်မြောက်ရာအခန်းကြီး20အငယ်24 Kimoshi sedo kisi sabo kisi lui ni. Tekasa sedo yari, do tekasa thulo tu wadi. Napa maka lu lo lo hoku le yo. Do napa lu ta lu me u do, na ta lu ma ku ma pho ta na to, na me tele. Do no go pu go phi la pho ko no. ကဲငါဖို့မြည်ရစ်ပလေးကိုကြည့်ရမယ်သူပလေးပေါ်မှာတီအမီရှူတော်ရစ်မိတာရစ်တီဦးတော်တင်တူနော်ကိုရစ်ပူဇော်မယ်ငါအခင်ရှိငါနာမကိုကိုကွယ်ရအရာခတ်သိန်းတို့နဲ့တင်တို့စီတို့ငါကြွလာရေကောင်းချီးပေးမှာဟာလေလုယာ Amen. ဒီမှာမြည်ရစ်ပလေးဆိုတော့ခန္ဓာကိုပြောတာ Aku ni ta lu Allah ni me wada pa no ko ni lo. ငါကိုကွယ်ရအရာမှာငါကြွလာမယ် Aku ni pe tu bu do ba do yo Allah ni ye ge be ni do la. ကြွလာပြီးမှငါကောင်းချီးပေးတော့မယ်ဟာလေလုယာ He wi ma ye ge so ge yo lo la. ဟာလေလုယာဒီမှာကြည့်ဖယားကဣတရီလာကိုနှုတ်တာဣတရီလာလူမျိုးနေတဲ့နေရာ၃နေရာပြောမယ် Aku ni kesal yo ti do la pa Israel ni. Israel pa ora Allah ora ta do. ဣသရေလလူမျိုးနေတဲ့နေရာ၃နေရာရှိတယ် ဘာဣသရေလဘု အေကုတုပီ Ora ta lo ta lo ta ni me la e ku tu. နိတေကာနာယ Ki ni me la me mu ko. ၃ခန္ဓာပီ Da ka ka ni me la kana. အဲ့တော့ဖ
ရောဘယင်ကပြောတယ်ငါပြီမှာကူးကွယ်ပါတဲ့ အခုလေစဘာပါလို့လဲလားမင်းအဲ့ပူတော်ပါလို့ရပူတော်ပါတော့ရွာလည်းရတီးခေါ်တယ် မရဘူး ဒီနေ့ပါ အဲ့မှာကူးကွယ်လို့မရဘူး ပူတော်ပါတော့ဖိဒီနေ့ပါ အေးအဲ့ဒီမှာစာတန်အကြိတ်ထဲမှာဖျားကူးကွယ်လာလက်မခံဘူး တော့ဝလေလောတာမူကလီတာပါတာအကလဲဘူးလေပူတော်ပါတော့ရွာနေရွာတူတော့ပါ အဲ့ဒါကိုခန္ဓာပိုင်းဆိုင်ပြောတာ အဝနေမေပါကလည်းတော့ခိုး တေကာနာယဆိုတာစိတ်ပိုင်းဆိုင်ရာပါတာရေးထဲမှာရှိတဲ့ခရိယာပြောနေ မေမေလောက်ကွာမကလာလဲမဲကိုနေမေဝလာနော်ပါကလည်းလဲနော်တာစုံမလဲမေဝလာတတ်ပါလဲအတေဝလာတာပူတာပါလဲအလူလာဆိုနေ တေကာနာယဆိုတာစိတ်နဲ့ဖျားကိုကူးကွယ်ခြင်းအတ္တတာဖျားရဲ့အလို့မလို့တာပြောနေ ကိုနေမေမကိုနေမေလာပူတော့ပါတော့ကစားလဲအတတ်တာဝဲနော်လဲမေဝလာခရစ်ပိုလာတာလူတာလာဘူးနေ နံပါတ်3ကခန္ဓာပြီ နော်ဒီတဲ့နေမေကောကနာ ခန္ဓာပြီကဝိညာဉ်ပိုင်းဆိုင်ပြောနေဟာလေလုယာ နာနေမေတလာပါကလည်းသူလက်တာနေတော့ ဝိညာဉ်ထဲမှာဖျားရောက်လာပြီမှာ လဲနော်တာဘူးနေကစားဟဲ့တူပြီးမှတော့ ဖျားရဲ့ဝိညာဉ်ကငါတို့ဝိညာဉ်ထဲမှာရောက်လာပြီ ယွာအနော်တဲ့ဟဲ့တူလို့အိုဆိုလည်းမတာဘူး ငါတို့ဝိညာဉ်နဲ့သူဖျားကိုကူးကွယ်တာဖြစ်တယ်ဟာလေလုယာ တော့ပူတော့ဘာတော့ကစားလက်ပနော်တာနေတော့ အဲ့ဒီကူးကွယ်တဲ့ညဖျားကြွလာပြီမှာ တော့ပူတော့ဘာတော့လည်းကစားရဟဲ့လို့ပြီး ဖ မှတော့ ျားကကောင်းချီးပေးမှာဖြစ်တယ် ဝါကဟီဝလာလည်းဆိုပြီးနေတာ ဟာလေလုယာနောက်ဆုံးကျမ်းတစ်ပိုက်ပြောစပါလေ လက်ခိတာ ကဲတရားဟောအကျမ်းခန်းကြီး6 ယေမိုရှေဆက်လို့ခု 73 59ဖတ် အစဝတ်စီတဲ့လက်စီယေနဘပလာယွာလည်းကစားတော့မနဘပလီယွာလည်းကစားတော့မာတာတော့ဆိုတာလည်းအမီနော်သူတလေပိုကစားကတပါခီဝါကောမူလာဝတ်ပိသူကစားပါနေတယ်အဂေဒီယွာလည်းကစားနေမေကစားလည်းအတက်ကီဒါလည်းကလည်းတိကလာယွာလည်းကစားတတ်တော့ပလေကကဲတော့ပါဖုနာအစရဆက်လို့ ေကနဲ့73မာတော့ကေကနဲ့73 စီဒီလက်စီတဲ့နော်တော့တာကမာတာဟဲယွာနကစားကတိလည်းမစုကိုဘူးလာအဆိုတာတော့နပါပါတော့ဆရာဘရာတော့ဆိုရဆက်တော့ဆိုရကူလာအကေအဟေကေလောနာဝေးတပါတို့ဝဲတော့ကြီးဝဲလည်းနဲ့တေးပါတော့ကြီးတပါပွဲတော့တာကြီးလည်းနဲ့တမပွဲပါတော့ကြီးပူကူလာတာလည်းတကူလာပါတော့စပီလောတော့ပေစာကြီးလည်းနဲ့တူပါဒူနော်အော်တော့ဘလက်အော်တော့ဒူလူစုဘလောနကတိတော့သူတပ်ပင်တော့ရွာလဲအတိအတော့ပြလာလဲအကုတုဘူးလဲဝါကူဘိုအီဘူးတကင်းနေကေလက်ပါပလီရွာလဲကစားတော့မာတာတော့ဆိုတာလဲအမီလောအာမေ အာမင်ခန္ဓာပြီးရောက်ပြီးမှပထမအီဂျစ်ပြည်ကလည်းကဲထုံးတဲ့ဖျားရည်ချုပ်လို့ပြောဖို့ပြောတာ အခုလေနော်သူလောကောကနာဝီမာကစားရွာသူတော့ဝလာကွာဣဇရေလဘုဒ္ဓဘာအတာပညိုနေတာဟာမှာပါ ခန္ဓာပြီးရောက်ရင်တဲ့မိတို့မစော့တဲ့မြို့ကောင်းမြို့မြတ်မှာမိတို့နေရမယ်တဲ့ ဒီမဲ့သူလောကောကနာလေဝေလောသူတော့ပါလေသူကိုပါပဲလေ မိတို့တခါတည်းမတူးတဲ့ရည်သွေးမိတို့မဆက်ပြိုးတဲ့အတိနာနဲ့မိတို့ခံစားမယ်တဲ့ ဒီပူလာသူတခုပါနော်တာသူတာပလာသူတမပါသေးပါလေဒီစလို့လည်းမဖက်နေတယ်လား ဒါဆိုအီဂျစ်ကလည်းခေါ်တူးတဲ့ရည်ချက်ကပါတဲ့ဆိုကူးကွယ်ဖို့ခေါ်တော့တာဖြစ်တယ် အခုနေတာပညိုတာမူလာလည်းသူတော့ကွာဣသရေလကွာဒီဘူးနေအာတာပညိုခုတည်နေမလဲကပူတော့ပါတော့ ပါရည်ချက်နဲ့ခေါ်ထုတ်တယ်လေဆိုတာကိုမမိဖို့အတွက်တတိပေးတာဖြစ်တယ် အခုနေတာကစားရသူတော့အတာပညိုလေသူကတပ်ပင်တော့တဲ့ရင်းနေရွာဟိပလောလား ကဲမြန်မာပြည်ကနေရောက်လာတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေပြောတယ် နော်ဝါကောပီဖွင့်ပါဟိုဟဲဝလာကောပီဟဲတီဝလာဒီပါ တက်လုံးအမေရိကမှာနေမယ်ဆိုတာငါတို့စိတ်မကူဘူးတဲ့ပြည် နော်ပတ်သက်ဆုမို့ဘူးတာလေနော်တော့လာပကိုအိုဝဲလာကောတပီလို့ဆိုတော့ ငါတို့မတီးတဲ့မြို့ကောင်းမြို့မြတ်မှာကိုရောက်နေတယ် ခဲဒီဝဲလည်းပတ်သက်သူတော့လောင်းနေဘဲတီဝလာ ငါတို့မတူးတဲ့ရည်သွေးမှာရောက်ရည်သွေးရည်ကိုတုံးနေရတယ် ဘယ်နဲ့တီဘူးလည်းပတ်သက်ခုပါတီးပါခဲပါသူ ငါတို့မဆက်မစော့တဲ့အိမ်ကောင်းအိမ်မြတ်မှာငါတို့နေနေရတယ် ဒီအကေဝါလည်းပတ်သက်သူပါကေပါပို့ပါခဲ စဉ်းစားကြည့်ပါ ဆုံးမို့ပါဒီ ဒီခါလေအင်တာထဲဝင်သွားရင်ပိုက်လုံးကိုပဲပြောင်းလိုက်ရည်နွေးလို့ချင်တယ်လားရည်ပူလို့ချင်တယ်လား လည်းလည်းတော့တာလည်းလည်းတော့နေတီခူအတီကိုอ่ะ ဒီခါလေကိုကြိုက်တယ်လို့ဆက်ယူရတယ် တော့ကွာဖဲနေတော့နေနေမှာရ အဲ့ဒါငါတို့မတူးရည်သွေး အဝဲနေမတီဘူးလည်းပတ်သက်ခုလည်းပတ်သက်စားပါ ငါတို့မြန်မာပြည်မှာရည်နွေးရခြင်းဦးနဲ့တည်ရတယ် แล้วก็มีแบบนี้တော့တီကိုလည်းပတ်ဆောတော့ အခုတော့ခလုတ်ပဲပြောင်းနေရတယ် ခဲဝင်လာတော့ဝီဝလာကတော့ဝင်တော့ ငါတို့မတူးရည်သွေးဖြစ်တယ် အဝဲနေတီဘူးလည်းပတ်သက်ခုဝင်တော့ အပြင်မှာဘလောက်ပဲအေးအေး แล้วแต่ก็คือแล้วแต่လည်း အထ
Ini lagu ni kalau orang ini lagu pakai. အဲ့ဒါဒီပါပြီးတော့ခန်းစားခင်တယ်လေဆိုရင် Ini kok saya itu lah berdua. အကျန်းကိုကူးကွယ်ဖို့ကိုကျွန်တော်ဒီတီနိုင်ငံပို့ထားတာဟာလေ Ini pakai pura malu saya, kok saya siapa ini habis. ဒါကြောင့်အယာယာနဲ့ဖယားကူးကွယ်ခြင်းနဲ့အသက်တာရှိဖို့လိုတယ် Boleh letak kita boleh tidak pakai orang. Ada pura malu ရော saya. 30 Ini yo ada sisi. ငါတူရီဒီအသက်လို့ယုံမှာမက Ya tu ni pada ni mereka kepuplet dah. သူတပြည့်အသက်နဲ့ပြည့်စုံဖို့ကြွလာတယ် Itu dah kepuelah tamu mana ya. အသက်နဲ့ပြည့်စုံဖို့ဆိုကျွယ်ဝတော့အသက်တာရဖို့ Dah mewah tamu akan lagi tu ni mana အ dah. သေးချီရှိတဲ့ခရိယာဖြစ်လာဖို့ Kita kena kita boleh ada yo kau. ဖယားခင်ကကျွန်တော်ခေါ်ထားတာဖြစ်တယ် Saya kau mana pun ada bayi ဒါ no. ကြောင့်ကူးကွယ်ခြင်းဟာ Aku ni tamu dah baru ဖ ya. ယားကအလုပ်လုပ်စေတာဖြစ်တယ် Saya mana ni no. အဲ့ဒါအမီးမပြည့်မကောင်းဖြစ်စေလို့ပြောတယ် Wani ke kera la aku, itu kera la me အော la. က်မှာမနေပါအပေါ်မှာနေရမယ် Kera ပြောတ la ယ် pola, itu kera la aku. ဒါကြောင့်ကူးကွယ်ခြင်းတဲ့မှာဖယားကအားရတဲ့အလုပ်လုပ်တဲ့ဘုရားဖြစ်ပါတယ် Aku ni letak pura baru boleh ke saya tu pun tahu ada mana ကျွန် no. တော်တို့ထဲမှာဖယားရမှဘုရားကူးကွယ်ခြင်းကိုဘုရားလက်ခံတာဖြစ်တယ် Lepas boleh bermini ke saya, ama tak pura baru suka saya ni jual dulu. ဒါကြောင့်ဖယားကိုနတ်ဝိညာဉ်နဲ့တစ္ဆာနဲ့ကူးကွယ်ရမယ် Aku ni pakai pura jual lagi, le pura baru le tu le tak tak benda tu no. အဲ့ကြောင့်ပဲဘုရားကို Mau ya sudah di bawah lagi. Amin. That refusing me, but you do it. Look among your net, she need you to play. I am woman and me. Good of your lying, a deep wind rain, and one else way. Your shrines, they are born lego. The baduri elemi ame, nyambi nyashiye, nikwesi pipi ame, kuro piela geye, esende pia me kwe, kuro piela ye, ngeta kambon twe, mudo dwele. Cho ne cô đồ bia la ye sao yết bi dễ chê ta khen chỉ sao chê biết biết sao ra chê cô đồ bia la ye alo se te pi ya chu te bien sen da be ai u mình le yang to phwe ya chu te pin sin da me that refusing ya me yo ji bu dwe le loka among ya net ji we shwe ni ji u to play I am woman lin ze me go do pian la ye nghe ta cao bông tươi cô đồ pian la ye sao yết bi dễ chê khi chỉ sao chê tên biển sao ra chê cô đồ pian la ye alo se te pi ya chu te pian sen da me ai am woman le yang the play bien la ye cô đồ bien la ye cô đồ bien la ye cô đồ
တော်ပြန်လာရဲ့ကိုယ်တော်ပြန်လာရဲ့